ဘာမှတော့နောက်ဆုံး last page တစ်ခုအနေနဲ့ YG စဉ်းစားမဲ့ခန်းကန်တာပဲ utility ကတော့နည်းသွားပြီအကိုင်းလောက်ပဲရှိမယ်ပတ်ကွီတို့ထုံလာပြီးတော့ Alice ကိုဂျန်ငယ်စော့မှာဗျာ Uranus ရဲ့ hybrid ပုံစံတစ်ခုနဲ့သွားတော့မှာကျွန်တော်ပတ်ကွီတို့ဂျန်ငယ်ကြီးတွေပါလေသွားတော့မလားလို့နည်းနည်းလေးเนาะကျွန်တော်အတွေးတွေအရင်လွန်သွားတယ်ပေါ့လေအဲ့တော့ရင်းကိုပတ်ကွီတို့ပြန်ပေးပြီးတော့ဒီဘက်မှာဟန်ကတော့ Alice ဂျန်ငယ်နဲ့ပဲပြန်ပြီးစော့မယ်ပေါ့လေအဓိကတော့ဒီ Roma တွေ Mimics တွေက aggressive line စော့တဲ့ play တစ်ခုမှာကျွန်တော်တို့ဂျန်ငယ်လာတော့အာမဖြစ်တဲ့ကောင်တကောင်အကိုင်ကိုကန်ရမယ်ဆိုတဲ့အတိုင်းမှာတော့ hand နေနဲ့တော့ last bit နောက်ဆုံးလိုနေတဲ့ Alice လေးနဲ့ပဲပြန်လည်ပြီးတော့ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့10-7အနေနဲ့လေနည်းနည်း physical damage ကတော့လိုအပ်ချက်ရှိမယ်လို့တော့ထင်တယ်နော်ဟေးဒီဟုတ်တယ် day 7ကတော့ free တကောင်ပဲရှိမယ်ဗျကျန်တာဘာမှတွေးစရာမလိုဘူးဒီဘက်မှာ Platina ခိုးစရာဆိုလို့လေ Magic တစ်ခုပဲရှိမယ် Alice ရဲ့ Throne Room ရှိတယ်ဆိုမှလေဒီ Throne Room ကသူကိုယ်တိုင်ဝင်ရမှာဖြစ်တဲ့ကြောင့်အရင်တော့လွယ်မှာမဟုတ်ဘူးမာဆယ်ရဲ့အဲဒီခိုးပြီးတော့ဒီဘက်က Alice ကိုဖျက်ထည့်ထားလို့တော့ရတယ်ဒါကတခုပေါ့ဗျာ physical magical damage ပြန်ပေးခြင်းတယ်ဆိုရင်တော့ Magic ကခိုးပေါ့ဗျာဒီလိုပုံစံလေးတွေပဲသွားရမှာဘာဖြစ်ပြောကျွန်တော် Ever Bracket Final ပွဲတွေတခုတော့စတင်လို့လာပြီးအမှားတစ်ချက်ကနေပြီးတော့အိမ်မက်တစ်ခုလုံးပျက်စီးနိုင်တဲ့အချိန်ဖြစ်တဲ့ Ever Bracket Final မှာ YG နဲ့ T7 တို့ရဲ့ Grand Final ticket တစ်စောင်အတွက်အစွမ်းကုန်ထုတ်တိုက်မဲ့ပွဲ Best of 5 Series ရဲ့ Game Number 1အားလုံးကိုလက်အောက် round ကြီးကြိုးစိုးလိုက်ပါတယ်ခင်ဗျာကဲ Upper Final Game Number 1 Grand Final ကိုဘယ်သူကချိုရောက်မလဲဆိုတော့ဆုံးဖြတ်ပေးမယ်ဒီ game ရဲ့ Best of 5 ရဲ့ Game Number 1မှာနှစ်သင်းလုံးရဲ့ draft ကတော့တော်တော်လေးကိုလမ်းနေတယ်ဒီ Game Number 1ကိုတော့ဘယ်သင်းဦးဆောင်မလဲဆိုတော့အသေးချာလေးကိုဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်ဗျဒီဘက်မှာတော့ Lucky ရဲ့ Uranus နဲ့ Thermal ကတော့ Stance Land နေပြီးဖို့အတွက်ခါလီရောက်ပြန်ပြီးရွေးချယ်ထားလို့အပေါ်မှာတော့ OP နေနဲ့ Harry ဗျအောက်မှာတော့ Freya နဲ့အလွတ်ပြန်ပြီးရိုက်ဖို့အတွက်ကြိုးစားနေတယ်တစ်ဖက်ကတကယ်ကောင်းတဲ့ spare တွေကိုလည်းပြန်ခိုးဖို့အတွက် Valentina CN ပြန်ပြီးရွေးချယ်ထားတယ်ဆိုတော့ 10-7 အနေနဲ့ early intro မှာတော့တော်တော်လေး land နဲ့ draft တစ်ခုပြန်ရထားတယ်လို့ပြောလို့ရတယ်ဗျ Utility ချန်ငယ်လာအချင်းချင်းပဲထုတ်လာတာဗျာဒါပေမဲ့ဒီ utility ကနည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျာနှစ်ကောင်လုံးကသွေးတက်တာကျန်းတဲ့ hero တွေကြီးပဲ hybrid တွေ light steal တွေဒီလိုပုံစံတွေနဲ့သွားမယ်ဆိုရယ်ပွဲတစ်ပွဲပဲအဲ့တော့ mid မှာတော့ပြန်ပြီးတော့ကြည့်ရမယ်ဆိုရင် title strike တွေပါပေးထားသေးတယ်ဒီပုံစံတိုင်းလေးပဲ mid lane ကတော့ပြဿနာလေးတော့စပြီးတော့ရှိလာလိမ့်မယ် hero ကြီးအကြရှုံးပိုင်းမှာတော့အရင်တော့ပါမှာမဟုတ်ဘူး God နဲ့ Platina ဆိုတာ level 4ရမှပို့ပြီးတော့လုံနိုင်စွမ်းရှိတဲ့ hero တွေဗျ level 4လေးကတော့ပြန်ပြီးစောင့်မှုလိုနေရပေါ့လေနှစ်သင်းလုံးမှာပဲနှစ်သင်းလုံးရဲ့ hero တွေနှစ်သင်းလုံးရဲ့ timing တွေက level 4လေးရလာမှပြန်ပြီးကျန်းလာမယ့်အနေထားပေါ့လေအားလေးကင်းကတော့အရန်ဝင်တိုးလို့မရဘူးတိုးတဲ့ဒီမားနဲ့တင်းကနည်းနည်း hero ကြီးပြန်ပေးရမယ့်အနေထားမှာနှစ်သင်းလုံးကတော့ဒါ grand final တက်ရမယ့်ပွဲစဉ်ဆိုတော့ကြလေ game number 1ကနေစပြီးစေးပြောင်းတဲ့စော်ပေးနေဆိုဟန်နဲ့ပြန်ရောက်မှာပဲ CN တို့ first blood လေးပြန်ပြီးတော့ကောက်ပေးလိုက်ပြီဗျာအားလီဘိုက် timing တခုမှာတော့ Alice သူ့ရဲ့ဒီ drone wall တွေပြီးသွားကြတော့ဒီ black op တွေကိုကောင်းကောင်းခွင်ကောင်းယူပြီးတော့လုတ်ပြောက်သွားခဲ့ဗျာ first blood ရရှိရတဲ့ YG ကတော့ target objective မှာနည်းလေးပို့ပြီးတော့အသာစီးရမယ်ဗျာပေးလိုက်ရတဲ့ကေးရလဲရှင်းရန်ဖြစ်နေတယ်အဲ့တော့လေဖုန်းရဖို့အတွက်မင်းမှာ wait to wait ပြန်ပြီးတော့စားရမယ်ဆိုရဲအခန်းကဏ္ဍကအနေငယ်နောက်ကျသွားရဆိုတဲ့အခြေအနေကိုသွားပြီးတော့တွေ့ရတယ်ဗျာကောကတော့တည့်ရတဲ့အတိုင်းပဲသူ့ရဲ့ project တိုင်းနဲ့တစ်ခုနဲ့ပဲ free talk ကိုအသာလေးရှင်းလို့ရတယ်ဗျာoriginal master gas spare တွေကလည်းပို့ပြီးကျန်းနေတယ်ဘာမှန်တော့လို့ပြန်တော့ထိန်းထားသေးတယ်ဒါပေမဲ့တော့ bucket damage လိုအပ်ချက်လေးတော့ရှိနေရဆိုပေမဲ့မရရအောင်တော့ master gas လေးပြန်ထိုးထားပြီးပါသေးတယ်ဒါပေမဲ့ early game မှာ region တွေအရင်များတယ်ရှိတယ်အရင်များရှိတယ်အရင်များဆိုတော့မရင်ပတ်ထိုးနေတယ်ပတန်းပေါက်ကိုတန်းတော့ခောက်ပေးလိုက်တယ်ဗျအဲ့တော့ blink တောက်လျှောက် back ထပ်ဖေးမှာ retribution ကတော့ lucky ရပဲမရရအောင်ပြန်ပေါက်ထားရဲဆိုမဲ့ရင်းကလည်းမရရအောင်လိုက်ပြီးစုံသက်ထားပါသေးတယ် ESP laner နောက်ဆုံးပြန်လဲရောက်လာခဲ့တဲ့ရင်းရဲ့ထိုးချက်တွေနဲ့တူပဲ hero game နှစ်ကောင်တော့သူတို့ပြန်လဲပြီးတော့ရလိုက်တယ်ဗျာ CK နဲ့တန်းပေါက်ဒို့ပေမဲ့လည်း retribution ပေါက်ရတဲ့အခန်းကဏ္ဍတစ်ခုမှာတစ်ဖက်က lucky ကပို့ပြီးတော့တေးကြသွားခဲ့တယ်ဗျာအဲ့တော့သွေးနှဲနေပါလေဆိုတော့တစ်ဖက်က hand ကိုကောင်းကောင်းခွင်ကောင်းယူပြီးတော့ဒီ target ကိုဆိုင်ဖို့အတွက်စူးစမ်းခဲ့တဲ့ J7 ကတော့ hero game နှစ်ကောင်နဲ့ target ပြန် trade လိုက်ရတဲ့ဆိုတဲ့ပုံစံတစ်ခုတော့ဖြစ်သွားတယ်နောက်တစ်ခါကတော့ YG ဘက်မှာနေလေးပို့ပြီးတော့အားတာတယ်ဒါကလည်း hero game 3ကောင်ရတာလို့ဖြစ်တယ်ဗျာ Oh my god fast starter ပြန်ပြီးတော့ပေးထားတာတောင်မှာတော့ Hyuki ပြန်ရခဲ့တဲ့တောင်မှာတောက်လျှောက်ကိုပြန်ရနေတာ၄ကောင်တီးတီးမှာ network ကတော့ 1K ကျော်အသာစင်းတွေကိုထပ်မှန်ပြီးတော့ YG ကဥဆောင်သွားနိုင်ခဲ့ပြီဗျာဒါတွေ objective တွေမရဘူးဆိုပေမဲ့ Hyuki တို့တောက်လျှောက်ကိုယူထားနိုင်ခဲ့တယ်အေးရထားတဲ့ Hyuki မှာလည်းတကယ်အကောင်ကြီးကိုထိရသားလို့ CK ကိုနှစ်ခါတိတိဖြတ်ထားနိုင်တဲ့အနေဒါတခုမှာတော့ network ကိုတော့ YG ဆက်တာတယ်ဗျာဒါပေမဲ့ stance land ပြန်ပေးထားတဲ့မဲ့ Throne Rose ကကွက်တီပြန်ပြီးတော့ထိန်းထားတဲ့အနေဒါတခုမှာ10-7 damage ကလောက်ပါမလားထပ်ပြီးတော့မကြည့်ရအောင်မယ်ဒါပေမဲ့ shade တွေပြန်ပေးထားတဲ့အနေသားမှာတော့ hand low HP လေးတော့ပြန်လွတ်သွားရရဲ့ဗျာဒီနေရာမှာတော့လုံးဝသွေးလေးကနည်းနည်းလေးပဲဗျာဒီ7 hero game ရခံဒီဆက်တိုင်းတာတခုမှာတော့တစ်ဖက်သေးကိုပြန်လဲပြီးတော့လွန်မြောက်ခွင့်ပေးလိုက်ရဆိုတဲ့အခြေအနေပဲဗျာအောင်လမ်းမှာလေခုနက gang game တစ်ခုကနေပြီးတော့ fast down ရလိုက်တယ် gang game စုံထဲမှာတော့ lucky နေတယ်ကြီးစိုးထားရဆိုမဲ့လေဒီချိန်မှာတစ်ဖက်ကနေပြီးတော့ resource တော်တော်များများကို side lane မှာပြန်ရလိုက်တယ်ဗျာဒါကတော့ပြန်လဲပြီးတော့ဖြည့်တင်ရမယ် team 7ရဲ့အားနည်းချက်တစ်ခုလို့ပဲဆိုရမယ် side lane မှာဒီလိုမျိုးပကွီလိုထွက်လာရဆိုတဲ့ matches တစ်ခုက physical damage ကိုအားကိုးပြီးတော့စောရတဲ့ဒီက free ကိုပြန်ပြီးတော့ disable တွေချနေရဆိုတဲ့အရာလေးကိုတွားပြီးတော့တွေ့ရတယ်ဗျာ10-7
drag ကတော့တော်တော်လေးတာတယ်ဆိုပေမဲ့ damage လိုအပ်ချက်ကတော့ရှိနေခဲ့တယ်လို့ပဲပြောရမလားဟေးဒီ UNS ရဲ့ early IOH တွေ land တော့မှန်တယ်ဒါပေမဲ့သူတို့တွေဒီ shield တွေ heal တွေနဲ့ပဲ land နေတာ damage ပြန်ပြီးတော့ပေးဖို့အတွက်ကကြောင့် Harry နဲ့နောက်ဒီနောက်အောက်ကပြန်ပြီး free ရဲ့ damage ကိုတော့လိုအပ်တယ်ဗျာဒါပေမဲ့ Harry နဲ့ free ကိုပြန်ပြီးချိမယ်ဆိုလဲသူတို့တွေအဆင်မပြေမနေဘူး CK ဆိုလဲနှစ်ခါတိတိပြန်ပြီးဂန်းထားတဲ့ဂန်းကန်ထားတဲ့နေတာတခုမှာ damage လိုအပ်ချက်ကတော့ပြန်ပြီးရှိနေခဲ့ရဆိုတော့တင်7အနေနဲ့အချိန်တစ်ခုတော့စောင့်ဖို့တော့လိုဦးမယ်လို့တော့ထင်တယ် drag ကတော့အားလေးတာတယ်ဆိုပေမဲ့အဲ့ drag ကိုဒီ in game ထဲမှာအဝင်ခွင့်ညသူတို့မစောင့်နိုင်သေးဘူးဗျာဒီဟာလေးကိုလည်းကြော်ပြန်ပြီးတော့စဉ်းစားရမယ့်အခြေအနေတစ်ခုပဲဗျနောက်တဲ့တာတဲ့တစ်ချိန်ကတော့ထပ်မံပြီးတော့ပေါ်လာခဲ့ပြီတင်း7နဲ့ YG ပထမတာတင်မှာတော့တင်း7ရလိုက်တယ်ဒါပေမဲ့ YG ကို Hiroki ပြတ်ပေးလိုက်ရတယ်ဒီတစ်ခေါက်တော့ YG ကဥဆောင်နေရဗျ Lucky စီမှာတော့အယောင်သွေးဆုံးနေသွားတဲ့အနားမှာတော့ရှိရ damage ကပြန်ပြီးတော့လုံပေးထားပါသေးတယ်ဟုတ် stam slam ထပ်ပြီးတော့ပေးဖို့အတွက်နောက်တစ်ထပ်ပြီးတော့ massive get တွေနဲ့ပြန်ပြီးထိုးတယ်ဆိုပေမဲ့ damage လိုအပ်ချက်ပြန်ပြီးရှိသွားခဲ့တယ်ဗျ CK ပြန်ဝင်ထားတယ်ဆို Phantom Nova Strike တွေနဲ့ရဲအပိုင်းကိုပြန်ပြီးထိန်းထားပြီး Phantom တော့တော်တော်လေး39နေတယ်တခါလေးထိတ်ချောင်းလောက်ခံရဗျ massive get နဲ့ပြန်ပြီးဘက်ကပြီးတယ်ဆိုဘလင်းမှာပြန်ပါသွားရင်ရင်းတီကိုပါ damage 7လိုက်ဖေးနေကြတာပါဗျအဲ့တော့မှနောက်တဲ့လိုအပ်နေတဲ့နောက်တဲ့ target objective တစ်ချိန်ကိုတော့ရှိနေတဲ့9កောင်လုံးတွေပဲပြန်လဲပြီးယူဝတ်တော့ပြင်ဆင်နေခဲ့ပါပြီ objective fight တွေမှာတကယ်ကိုအရေးကြီးပါလေဆိုတဲ့ဂျန်ဂယ်လာမရှိတော့တဲ့ခိုက်တဲ့တစ်ခုမှာတော့ဒုတိယအချိန်မြောက်တာတဲ့ကိုလည်းထပ်မံပြီးတော့တင်း7ရဲ့ lucky လက်ထဲကိုပေးရလိုက်ရတယ်ဗျ lucky ကလုံးဝသူ့ရဲ့ဂျန်ဂယ်ဇုံတွေကိုမပြန်တော့ဘူးတစ်ဖက်မှာရှိနေတဲ့ဂျန်ဂယ်ဇုံတွေကိုပဲရှိသမျှ resource အကုန်လုံးဒီပါယူနေတယ်အဲ့တော့ hand နေတဲ့ early bite တာနေဆိုတဲ့အရာကသူ fan base space ကိုတစားနဲ့တစားပျောက်လာပြီဆိုတဲ့ပုံစံတစ်ခုတွေ့ရတယ်ဗျ response တစ်ခုအနေနဲ့ tsunami slam ဆွဲလိုက်တဲ့ခါမှာ golden hour ပြတ်သုံးတယ် spare တွေ waste ပြအောင်လုပ်တယ်ဒါပေမဲ့သူ့ရဲ့ front line မှာရှိနေတဲ့ hero တွေကတစ်ဖက်ကပေးတဲ့ damage မခံနိုင်ဘူးဖြစ်နေတာဟိုးဟန်တော့ပြန်ဝင်လာပြီ two man လေးကိုထိန်းထားပြီး massive get land တော့ပြီးတော့ punch no strike အေးရလိုက်ပြီဗျအဲ့တော့တန်းပေါက်ကိုပါထပ်ပြီးလမ်းကောက်ဖို့တော့ကြိုးစားနေတဲ့ home မှာတော့ lucky နေတော့ခိုင်စီလေးတော့ပြန်ယူထားတယ်ဒါပေမဲ့တန်းပေါက်ပြန်ထိန်းခံထားနေတဲ့တော့ 4v1 ပြန်ဖြစ်သွားနေပဲရင်းစီကိုပဲ double kill ပြန်ပြီးတော့ထည့်ပေးလိုက်ရတယ်ဗျ lucky တော့ချန်နေသေးတယ်ဒါပေမဲ့နောက်မှာ spare တွေအများကြီးချားမှာ lucky spare လေးတွေချန်နေ region လေးပြန်ရှိနေမှာတော့ရမယ်ဗျနောက်မှာတောက်ချက် spare damage ကတော်တော်လေးကိုများနေတာပါ space create ပေးလိုက်တာဗျနော်နည်းနည်းလေးဆွဲခေါ်ပြီးတော့မြမရှိနေတဲ့ tower ကိုပြန်ပြီးတော့ YG နေတဲ့ပေးလိုက်ရတယ်ဒါကအရောက်ပြဿနာရှိတယ်ဗျဒီ million ရဲ့ tower တစ်ခုပေးလိုက်ရတဲ့အရာတွေအခုလက်ရှိဆုံးရှုံးထားတဲ့ target နှစ်ချိန်အပြင်မှာနောက်ထပ်ပေါ်လာမဲ့ last starter နောက်ထပ်ပေါ်လာမဲ့ဒီ lot battle ဒီ lot battle တွေမှာသူဒီပြတ်ပြေးဖို့အတွက်က YG အသင်းသားတွေဒီတော်တော်လေးဝေးကွာသွားတယ်ဗျခုနကအခြေအနေမှာဆိုလဲခိုင်ကြီးနာကိုတောက်လျှောက် lucky လိုက်ပြီးတော့ကတ်နေရဆိုတဲ့အရာခိုင်ကြီးဘလို့မှပြေးလို့မရဘူးသို့မဲ့လည်း duo time situation မင်းလဲငါတို့ mage ကိုချငါလဲမင်းတို့ mage ကိုပြန်ချမယ်ဆိုပြီးတော့ရှီးအောင် Hiroki ပြန်ယူသွားတာHiroki တကောင်တော့ Hiroki တကောင်ပေါ့ဗျာနော်ဒီ7အနေနဲ့လည်းရှိနေတဲ့ damage လေးတွေနဲ့အကောင်းဆုံးပြန်လဲပြီးတော့ရှင်းထားနိုင်ခဲ့တယ် Lucky ရဲ့ UNS ကတော့ဒီဘွဲမှာတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်တစ်ဖက်တင်းတကယ်ကိုအာမများတယ်ဆိုရဲဒီဂျားထဲမှာပေါ့လေသူ Hiroki တွေပြန်အောင်ယူထားနိုင်တာကတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့အသင်းလိုက်လှုပ်ဆောင်မှုမှာလိုအပ်ချက်ရှိနေတဲ့ damage လေးကိုတော့တင်7ထက်ရှာဖို့တော့လိုအပ်နေပါသေးတယ် Eric လက်ရှိမှာတော့ Tsunami Slam ပြန်တော့ပါသွားပြီဗျဂျန်ဂယ်လာ hand throw ရောပြန်ပြီးတော့ပေးလို့ရတယ် flawless plan လေးနဲ့ပဲပြန်ပြီးတော့ထွက်လာခဲ့တယ်ဗျအရှိမလေး Lucky damage သိငယ်လုပ်ပေးထားရဆိုမဲ့လေသူတို့လိုချင်တာဂျန်ဂယ်ဖြစ်တယ်ဒီဂျန်ဂယ်ကိုမရလိုက်တဲ့အဆုံးမှာတော့ပြန်ပြီးတော့ back to fan ပုံစံတစ်ခုနဲ့တခြားသော side lane တွေကိုလိုအပ်နေတဲ့ lane matches ပိုင်းတွေပြန်ပြီးတော့ cover လုပ်ရပါဦးမယ်ဗျတင်7အနေနဲ့ပြီးခဲ့တဲ့ battle တစ်ခုလေးမှာအနေငယ်လေးမာယွန်းသွားခဲ့လွှဲချက်လေးရှိသွားခဲ့ဆိုတော့ YG ကလိုက်မဆိုင်ဘူးအဓိကသူတို့စန်ကြီးရဲ့ damage ကိုစောင့်နေတာလို့ထင်တယ်စန်ကြီးကိုဘို item လေးပြန်ထွက်လာတဲ့အချိန်မျိုးပေါ့လေအဲ့လိုမျိုးပြန်ပြီးဒီကိုဘို item ပြန်ပြီး3ချောင်းပြန်ရမှာ damage လေးပြန်ထွက်မှာပဲအောက်ပို့ damage နဲ့ပြန်ဆိုင်ဖို့အတွက်ပြင်ဆင်နေရလား retribution အဲ့ဒီလေးနဲ့ကိုဘိုချက်ပြန်ပြီးတော့ပေးထားတဲ့ last star တွေကတော့ YG အတွက်ပဲဗျအဲ့ဒါမှာ golden hour massive ကပြန်ပြီးတော့ပေးနေတဲ့ခေါင်းတိုးလာတဲ့ CK ကိုပြန်ပြီးထိန်းဖို့တော့ကြိုးစားနေတယ်ဒါပေမဲ့ lucky IOH ချိုင်းမှာ OP ပြန်ဝင်လာတဲ့ Dan ကို YG ဘလို့မှမခံစားနိုင်ပဲဘလင်းကတော့ပြန်ပေးလိုက်ရဆို hand over ထပ်မှန်ပြီးတော့ထိန်းနေတယ် hand ရဲ့ kill လေးကိုပါ7ထိရလိုက်ပါပြီ တယ်မကေဒီပါ CK ပိုင်ဆိုင်လို့သွားနေတယ်ပဲလိုအပ်နေတဲ့ physical damage ကိုသူလဲထုံနိုင်ပါဆိုတဲ့မျော်လင့်ချက်တစ်ခုနဲ့ပြန်ပြီးတော့ရိုက်ခွဲနေခဲ့ vocally slat တွေကြားထဲမှာ Hiroki တောက်လျှောက်ပြန်ပြီးတော့ပေးနေရတယ်ဗျာဒီပုံစံတိုင်းဆိုရင်တော့ hand အနေနဲ့သေဆုံးတာနှစ်ကြိမ်အရင်တော့မာမဟုတ်ဘူး Throne Room နဲ့ retribution 12ပေါက်တဲ့ double radio ကျွန်တော်တို့နေမြေထွေးလိုက်ရတယ်ဆိုမှလည်းနောက်ထပ် lot time တွေမှာတစ်ဖက်က CK ပေးတဲ့ damage တွေ Harry ပြစ်မဲ့ Holy Crystal ပါလာမဲ့ damage output တွေဒီຢာတွေကိုခံနိုင်ရှိဖို့အတွက်ဆိုရင်တော့ magical resistance ပေးနိုင်တဲ့ defense item နှစ်ချောင်းလောက်တော့လိုပါလိမ့်မယ်ဗျာဒီဘက်ကစန်ဂျီကနော် Battle 5မှာရောက်မလာတဲ့အထိ damage မပေးနိုင်ခင်နေတာတခုမှာတင်7ရှိနေတဲ့ Harry နဲ့ CK အောက်က free ကလိုက်ပြီးပြန်ပြီး damage တွေပေးနိုင်ခဲ့ပြီဗျာ HT ဒီကြားထဲမှာပဲတင်7ဒီဘွဲကိုပြန်ပြီးတော့တာသွားခဲ့တယ်လို့ပဲပြောရမှာဒါပေမဲ့တာသွားတယ်ဆိုပေမဲ့အပြတ်တက်ကြီးတာနေတာမျိုးတော့မဟုတ်
YG ကို network အပြတ်သက်ကြီးဖြတ်ထားနိုင်တယ်တော့မျိုးတော့မဟုတ်ဘူးဗျ 0.7 ပဲဆိုတော့ကြလေဒါကတော့ကျွန်တော်ပြောတဲ့စကားတော့မှမရှိဘူးပေါ့လေအဲ့တော့အိမ်နောက်မှာတော့နောက်တစ်ပိုတာအောင်ဆက်လက်ပြီးတော့ရအောင်စောင့်နိုင်မှသာလေဒီ game number 1ကိုတင်း7ပြန်နိုင်ဖို့အတွက်ရာခိုင်နှုန်းတော်တော်များများရသွားမှာဗျအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့ YG ရဲ့ game တွေကြားထဲမှာသူတို့ပြန်လဲပြီးတော့ Hugi တွေပေးရပြီးတော့ objective တွေကြားထဲမှာဒီဘက်သူတို့ပြန်ပြီးရှုံးနိုင်ကြီးလို့ရှိသေးတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာစန်ဂျီဒီလုံးဝစိတ်နေထားတယ်တစ်ဖက်က site ကိုပြန်ပြီးရင်းကိုပြန်ကြည့်မယ်ဆိုရင် 5-0 quantum check နဲ့ damage အမြင့်ဆုံးနေတာကိုရောက်နေတာဟမ်ပြန်ပြီး down သွားတယ်ဆိုပေမဲ့ last starter မှာတောင်မှ retribution ပြန်ပြီးပြခဲ့တာဆိုတော့ low battle မှာလည်း retribution ပေးနိုင်ဖို့တော့ကတိတ်ပြီးတော့မလိုဘူးပေါ့လေအဲ့တော့ D7 အနေနဲ့တော့ဒီအချိန်တွေမှာ YG ကိုအပြတ်သက်ဖြတ်ထားနိုင်တော့အကောင်းဆုံးပဲဗျာ lucky ကတော့ဒီချိန်မှာပုံမှန်တိုင်းလေးပဲ तू ကတော့ damage တင်ကလုံးပါတယ်ဗျာ तू လုံးလို့မရတော့တဲ့အချိန်ကတခုပဲအဲ့လား Sanji Swift Running 3ချောင်းအပြင်မှာနောက်ထပ် Malefic Gun ပါလာတဲ့အချိန်ပဲအဲ့ချိန်ကျရင်တော့ तू သွားပြီးတော့ damage တင်ကလုံးလို့မရဘူးဟိုအပြစ်မှာ armor break ပြီးအေးလက်ရှိမှာ Tsunami Slap Purify ပြန်ပြီးတော့ပေးလာသေးရဲ့ဗျာတစ်ဖက်မှာလည်းပြန်ပြီး sacrifice တွေဝင်လာခဲ့ဆိုမှလည်းဒီကပေါ်လိုင်း turret တစ်လုံးတော့ရအောင်ပဲ Sanji defend ထားပါသေးရဲ့ဆုံးဖြတ်ချက်လေးတစ်ခုတော့တေချာလေးတော့ချလိုက်တာပဲ instant gear ကတော့ပြန်တော့မရသွားတဲ့နောက်မှာ YG ပြန်ရောက်လာတဲ့ battery charge မှာ 10-7 ထိန်းငယ်နေတာရင်းနဲ့ CM မှာထပ်ထိန်းငယ်ထားရတယ်ဗျာအဲ့တော့ရှိဟီးနေတဲ့ backup တွေနဲ့တူပဲခိုးရအောင်မစေးချက်လေးကလာလိုက်တာဗျာအဲ့တော့ hand OB ရဲ့ damage တွေကြားထဲမှာပြန် down တော့မှလားပြန်တော့ပြေးနေတော့မရဘူးဗျာ hand ပြန်တော့ down သွားပါလေဒါပေမဲ့တစ်ဖက်မှာလည်းရင်းနေတော့ CK တော့ပြန်ကောက်သွားနေပြီဗျာ သူဝေးလေးတစ်စက်နဲ့ဗျာခိုင်စင်းအနေနဲ့လွတ်သွားခဲ့တာသူရဲ့ magical damage ကိုတစ်ဖက်ကနေပြီးတော့ Vangeance Lane နဲ့ response ပြန်လာခဲ့တဲ့ damage တစ်ခုကိုသူခံစားလိုက်ရတယ်ဒါပေမဲ့လည်းဒီချိန်မှာ 5v4 saturation ဗျာဒါပေမဲ့ T7 ကတော့ဒီ low သူတို့ဘက်ပေါင်ဆွဲခေါ်လာသေးတယ်တစ်ဖက်မှာတည်နေတာဟန်အဲ့တော့ဒီဟန်မရှိတော့တဲ့ကာလာတစ်ခုက low တစ်ခါတန်းပြီးတော့ force နေခဲ့တဲ့ information ကို YG နှစ်ယောက်လောက်တော့ပြတာပါသေးတယ် slam ထပ်ပြီးတော့ပေးထားနေမှာ no jungle no retribution timing ကို10-7တေချာလေးသိမ်းပိုက်ဖို့အတွက်အခွင့်ကောင်းယူနေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းတစ်ဖက်တင်းရဲ့ပြန်ဝင်လာတဲ့ Sanji ရဲ့ damage တွေကြားမှာတော့ low attacks မှာတော့ဒါတကယ်ပဲเนาะကျွန်တော် damage take ကနေလိုအပ်ချက်တွေရှိသွားရင်းနဲ့ပဲဒီ low ပြန် try ဖို့အတွက်တော်တော်လေးတော့ခက်ခဲနေသေးရဲ့ဗျာအဓိကလည်းရှိကကျွန်တော်ပြောခဲ့သလိုပဲ YG ကိုအပြတ်သက်ကြီးတာနေတာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ 4v5 ဖြစ်နေရင်တောင်မှဒီ low ACT retribution ရဖို့တော့ကတော့မလွယ်တော့ဘူးဗျာYG အနေနဲ့စဉ်းစားနေတာတခုပဲဗျာသူတို့ရဲ့ Sanji Purify ပြန်ပြီးတော့ပြေးလာမယ့်အချိန်ကိုစောင့်နေတာသူတို့က Sanji Purify ရှိမှပတဲဆိုင်တာကျန်တဲ့အချိန်တွေမှာဆိုင်လေးကိုရင်းရသွားပြီးတော့ push တယ်လောလောဆယ်မှာလည်းတစ်ဖက် T7 Sanji Purify မရှိတဲ့အရာတခုကောင်းကောင်းခွင့်ကောင်းယူပြီးတော့ဒီလောက်ကိုကေးချင်တာ vision လာပြီးတော့ပြတယ်9နာဟိုသုံးလို့ရတယ်အချိန်တိုင်းနဲ့ဆွဲဆန်းလို့ရတယ်ဆိုတဲ့အခြေအနေပဲဗျအဲ့နောက်မှာတော့ဒီလော်လေးကတော့နှစ်တင်းလုံးတော်တော်လေးရေးကြီးတယ်လို့ပဲပြောရမှာအဲ့နောက်မှာစားလိုက်တဲ့ဘက်တဲ့တခုတော့ YG ပုံပုံတော့ပြင်းနေ Throne Rose တွေ Golden Hour နဲ့ Massive Gun တွေပြန်ပြီးတော့ပေးတယ်ဆိုပေမဲ့ T7 ဒီ damage တွေအားလုံးတော့ခံထားနိုင်မယ် CK ဖန်ချန်နဲ့တော့အပိုင်းတွေကိုရိုက်ခွဲနေပြီဗျာအဲ့နောက်မှာ Lucky နဲ့ Retribution ပြန်ပြီးတော့ပေးဖို့တကြိုးစားနေတော့ OP damage တွေအပိုင်းပေးနေတော့တစ်ဖက်မှာရင်းက CN ကိုအရင်ဆုံးပြန်ပြီးထိတ်တောင်းလုပ်ပြလိုက်ပြီအဲ့နောက်မှာတန်ပေါက်ကိုပါလမ်းပြီးတော့ရင်းလမ်းကောင်းနေခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ Retribution မှာတော့ Lucky လေးစေးတဲ့ဖွယ်ပြန်လဲပြီးတော့ပေါက်သွားနေနေပဲအသင်းအတွက်လိုအပ်ချက်ရှိနေခဲ့တဲ့ objective ကိုတော့ T7 ပြန်လဲပြီးတော့ရထားရပဲဖြစ်ပါတယ် Sanji နောက်ဆုံးအဆုံးသက်ကို Juran နဲ့လိုက်ပြီးတော့ပေးထားခဲ့ဆိုမှလည်းတစ်ဖက်ကနှစ်ယောက်လုံးခွဲပြေးသွားရဆိုတဲ့အရာတစ်ခုမှသူဆက်လိုက်လို့တက်တယ်မဖြစ်တော့ဘူးဗျာ objective မှာဒီ lock ကိုတော့သူတို့အနေနဲ့ပေးရလိုက်ရတယ်ဆိုမှလည်း Hyuki နှစ်ကောင်လောက်သူတို့ပြန်ရလိုက်တယ်ဗျာရင်းရဲ့ Bubble Control တအောင်ကောင်းနေဆိုတဲ့အခြေအနေပဲသို့တော်လည်းတစ်ဖက်မှာလည်းပြန်ပြီးတော့ Bubble Control လုပ်နေဆိုတဲ့အရာကဟန်ကောင်းတိုးလို့မရဘူးဆိုတဲ့အခြေအနေကိုအများအားတွေ့ရတယ်ဗျာ Christmas Clan တွေပါနေပြန်ပြီးတော့ forward သွားခဲ့တယ် Domo တွေပါရှိတယ် Black Order တွေပါနဲ့သွေးဆုပ်လို့ရတယ်သို့ပေမဲ့ Dominic Ice တွေ Glowing One တွေ Sea Harbor တွေပါလာတဲ့အခြေအနေကြရင်တော့ဟန်အနေနဲ့ဒီထက်ပို့ပြီးတော့သွေးတက်ဖို့ကမလွယ်တော့ဘူးဗျာအဲ့ချိန်ကျရင်သူ့ရဲ့ edit timing လေးတော့เนาะချာလေးသုံးရမှာတော့ဝင်ဝင်နေစီဟဘတ်တွေပါလာတဲ့အချိန်တွေကြာရင်တော့ဟန်အနေနဲ့ဒီထက်ပို့ပြီးတော့သွေးတက်ဖို့ကမလွယ်တော့ဘူးဗျာအဲ့ချိန်ကျရင်သူ့ရဲ့ edit timing လေးကိုတော့เนาะတေချာလေးဒါ3ရမှတော့ရမယ်ဗျာအဲ့တော့ D7 law objective တော့ပြန်ရခဲ့တယ်ဆိုပေမဲ့အဲ့ law objective တွေကမြောင်းတော့မကြော်လိုက်ဘူးဒါပေမဲ့ထပ်တာသားတဲ့ crit rate တွေဂျားထဲမှာတော့ရှိနေတဲ့ team damage လေးနဲ့တော့เนาะကျွန်တော်နောက်တစ်ချန်ရှိနေတဲ့ second tower တွေပြန်ဖို့တော့ကြိုးစားနေပါသေးတယ်ဒါပေမဲ့ YGD အခုလိုမျိုးเนาะ law တွေဘာတွေပြန်ပြီးတော့ပေးထားသည့်တိုင်အောင် network ကိုတော့သူတို့ဥဆောင်ထားနိုင်သေးတယ်အဲ့ချက်တစ်ခုတည်းဒါရင်း Hyuki ပြန်ရနေတာလည်းပါမယ်ဗျာအဓိက Millen ရဲ့ first down နဲ့ပေးလိုက်ရတာဗျာအဲ့ Millen first down နဲ့မရှိဘူးဆိုတဲ့အရာတစ်ခုက T7 တော်တော်လေးကိုဇုံလုံးလို့ရတယ်ဒီဇုံနဲ့ဝင်လာချမယ်ဆိုတဲ့ပုံစံတစ်ခုပဲပြန်ပြေးရင်လည်းသူတို့ကဒီ first tower နဲ့နီးနီးလေးပဲဗျာ tower နဲ့ပြေးဝင်သွားမယ်ဆိုရင်ဝင်လောက်ရတဲ့ခံတဲ့နဲတယ်အော်တက်ပါဝါကြီးဆွဲလာပြီဒါပေမဲ့ Blin AC လေးပဲသူမှရှိနေခဲ့တဲ့ movement speed လေးနဲ့အကောင်းဆုံးပြန် forward နေသေးတယ်ဗျာ CK ဝင်ရိုက်ဖို့ချိနေရဆိုပေမဲ့ရင်းရဲ့ punch nova strike တွေရှိနေတဲ့အနေအထားတစ်ခုမှာထင်တဲ့လောက်တော့ဝင် damage ပေးဖို့တော့မလွယ်ဘူးပေါ့လေတ
ရောင်ကန်ချက်ဒူးကန်ချက်เนาะလက်တီထိုးချက်တွေကအာလီပိုင်းတွေကပြနေတာ KDA ရကလည်းအန်တက်ပဲ AOS ဒီမှာထပ်ပြီးတော့ဗတ်တင်ဆိုင်မှုတော့ Magic ပြန်တော့ထိုးရပါသေးတယ်ကိုရင်းတော်ဝါသူတို့ Rossi ချားထဲမှာ Lucky လေးကိုလမ်းပန်းမိတိုင်းနဲ့ဟမ်ဆုံးသက်နိုင်ခဲ့ပြီဗျအိမ်နောက်မှာတောက်လျှောက်ကိုမာနေတော့မဲ့ဆိုပြီးတစ်ဖက်မှာလည်း OP ပြန်တော့ damage ပေးထားတဲ့စီရင် shade တွေနဲ့အတူပဲဝင်လာတဲ့ဟန်ကိုဆုံးသက်ဖို့ကြိုးစားရဆိုမှရင်းရဲ့ back damage ကအင်မတန်ကိုများနေခဲ့တယ်ဗျဗတ်တင် team fight တွေမှာတောက်လျှောက်ပေးနေတဲ့ damage output ချားထဲမှာပြန်ပြီးတော့ injection stand တောက်လျှောက်ပေးနေသလိုနောက်မှာလည်းပြန်ပြီး transition shot 3 man double strike ပြန်ဝင်သွားနေပဲ rotation တို့ပြန်ပြီးတော့ yeah ချက်တစ်ချက်မှာတက်ပကေတိတ်ပဲလို့သွားနေပဲ shut down ကေကိုတော့ရှင်းရလက်တယ်ပေးရလိုက်ရမယ်ဆိုပေမဲ့လေဒီအချိန်မှာ YG ရလိုက်တဲ့ကေတွေကတော်တော်လေးကိုတန်တယ်ဗျာ 1v4 ပြန်ပြီးတော့ပဲလဲထားနေပဲချန်ရှိနေတဲ့တောင်းနှစ်ကောက်သုံးကောင်နေနဲ့လည်းချန်ရှိနေတဲ့ mega lane တွေကိုတော့အပိုင် damage တွေပေးပြီးတော့ပြန်ယူသွားခဲ့ပြီဗျာအဲ့တော့ T7 အကောင်းဆုံး defense နေတယ်အကောင်းဆုံး battery ပြန်ဆိုင်နေရဆိုပေမဲ့ဒီပွဲမှာတော့ရင်းကိုရှင်းဖို့တော့သူတို့လိုနေသေးရဲ့ဗျာရင်းကအခုချိန်ထိလုံးဝဒါကျွန်တော်တို့ Hyuki ပြန်တကောင်းတော့ပြန်ပေးထားရသေးရဲ့ဆိုပေမဲ့တော်တော်လေးကို power spike ဖြစ်နေတဲ့အနေအထားတစ်ခုမှာပေါ့ရှိနေတယ်ပေါ့လေအဲ့တော့သူ့ကိုနောက်တစ်ချိန်လောက်ကတော့ပြန်လဲပြီးတော့ Hyuki ရဖို့တော့လိုအပ်နေတယ်လို့ထင်တယ်နှစ်ခါသုံးခါလောက် Hyuki ပြန်ရမှသာသူ့ကိုပြန်ရှင်းဖို့တော့က T7 အဆင်ပြေမှာဗျာလက်ရှိမှာ T7 အားလုံးကိုရှင်းနိုင်တယ်ဒါပေမဲ့ရင်းကိုတော့သူတို့မရှင်းနိုင်သေးဘူးဗျာဒီချိန်မှာရင်းရဲ့ KDA ကခုနကအခြေအနေကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်တစ်လေးလုံးဗျာเนาะတော်တော်လေးကိုလှတယ်ဆက်တကောင်ကေးတယ်တခါတည်းတခါ support ဆိုတဲ့ပုံစံတစ်ခုနဲ့ပဲဗျာ shut down ကေးပေးလိုက်ရတဲ့အချိန်ကတစ်ဖက်က teammate တွေတင်နေတဲ့အချိန်မှာပေးလိုက်ရတာရှင်းရရသွားတာဗျာဒါကပြဿနာမဟုတ်ဘူးကျွန်တော်ထိုးလာပါသေးတယ်အဲ့နောက်မှာတော့တန်ပေါက်တခါလေးတန်ပြီးတော့လောက်ခန်းခံရတယ်ဗျာအဲ့နောက်မှာတော့တန်ပေါက်မရှိတဲ့ဘက်တစ်ခုမှာ 4v5 ဆိုအာမာလေးလည်းလဲသွားခဲ့တဲ့နောက်မှာဒီ second long objective ကိုထိပ်ယူဖို့တော့ကလည်းမဖြစ်နိုင်ဘူးဗျာဇန်ဂျီယာလည်း step အများကြီးနဲ့ damage ထပ်ပြီးတော့ရထားတဲ့နောက်မှာ golden hour နဲ့ထပ်ထိန်းထားတဲ့နောက်မှာတော့ lucky ဘလုံးမှပြန်ပြီးတော့ 4 ဖို့တော့မဖြစ်နိုင်နဲ့ပဲလောလဲထပ်မှန်ပြီးတော့ပဲပေးလိုက်ရပြီပဲဖြစ်ပေါ်တယ် retribution ပေါက်ကမဲ့ hero တကောင် golden hour ကြီးလည်းဖြတ်ထည့်ပြီးတော့ကိုယ့်အကိုလုတ်မယ်ဆိုပြီးတော့ YG နေတဲ့ဒီလော့တခိုင်းတန်းပြီးတော့ဖိုးသွားခဲ့တာအဲ့တော့ဘလုံးမှ lucky နေတယ်ပြေးတိုးလာလို့မရတော့ဘူးဗျာအပေါ်မှာတော့ CK နေနဲ့လိန်သွားပြီးတော့ splash post မယ်ဆိုတဲ့ decision making ကိုချလိုက်ပြီး D7 က strategy ပြောင်းသွားပြီဗျာ aggressive ပုံစံတစ်ခုမဟုတ်တော့ဘဲနဲ့တစ်ဖက်ကတက်လာတဲ့အရာတစ်ခုအမှားတစ်ခုကိုစောင့်ပြီးတော့သူတို့ပြန်ချမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရတာဒါပေမဲ့သူတို့ဘက်မှာ pure mass man လို့ပါမလာဘူးဗျာ Herod OP ရဲ့ damage ကနောက်ပိုင်းမိနစ်ပိုင်းခြားထဲမှာကျွန်တော်ပြောခဲ့တဲ့ hand ကြီးအကျစ် defensive item နှစ်ချောင်းလောက်ပါလာမယ်ဆိုရင်မလွယ်တော့ဥပမာ radiant armor ဒါမှမဟုတ်လဲ Athanashi သူကတော့ oracle သွားမှာပဲဗျာကဲအဲ့တော့နော်ကျွန်တော်တို့ late game match man မပါနေတဲ့အနေအထားတခုမှာ early game မှာလည်းအပြတ်သက်ဖြတ်နိုင်ခဲ့လားဆိုတော့ T7 မဖြတ်နိုင်ခဲ့ဘူး HT ကြားထဲမှာတော့ Throne Roasted ထပ်မှန်ပြီးတော့စီရထပ်ပေးလိုက်ရပြီ Golden Hour တွေထက်ရှိနေတော့မယ်နောက်မှလည်း Lucky ကဘလုံးမ damage take ပြန်ပေးလို့မရတဲ့နောက်မှာဒီ low defend ဖို့အတွက် T7 တော်တော်လေးကိုခက်ခဲနေနေပဲတောက်လျှောက်ပြန်ပြီးတော့တစ်ဖက်က YG ပေးထားတဲ့ damage တွေကြားထဲမှာ OP အကောင်းဆုံးပြန်ပြီးတော့ defend နေနေပဲဟန်ကိုပြန်ပြီး take down လုပ်နေရင်းနဲ့ပဲထပ်တက်လာတဲ့ low တော့ T7 ကောင်းဆုံး defend ထားပါသေးတယ်စန်ဂျီအကုန်လုံးလိုက်ပြပြီးတော့ကြိုးစားနေဆိုပေမဲ့ Titan Strike တွေကလည်းကတော့ patch up normal strike နဲ့ lucky down သွားခဲ့ဗျာရင်းအကုန်လုံးပတ်ထိုးနေတာမသူမှလူမမြင်တော့ဘူးဆိုတဲ့ပုံစံတစ်ခုနဲ့ပဲဒီ throne area တွေဝင်လာခဲ့တဲ့ Cree Eye နဲ့တူစန်ဂျီပြန်ကောပြီးတော့ကြိုးစားနေ Titan Strike stand ပြီးသွားဆိုတော့နောက်မှာ CK ပြန်လည်းပြီးတော့ရောက်ရှိလို့လာခဲ့ကြOh my god Mastic Gan နောက်မှပြန်ပြီးတော့ပေးနေတဲ့ stat damage တွေ movement speed အများကြီးချားတယ်မှာ punch number strike again ထပ်ပေးတိုင်းနဲ့ရင်တပတ်ခင်းနဲ့တူပဲ game number 1ကိုတော့ YG ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပေါ်တယ် YG တက် affected အတင်းတင်းဗျာလုံးဝရှုံးပွဲမရှိရလက်တစ်ခု regular season play stage တောက်လျှောက်ဆိုဖန်တီးထားတဲ့အသင်းအနေနဲ့လက်ရှိမှာလည်းသူတို့ရဲ့ Best of 5 series upper bracket final game number 1မှာတော့အနိုင်ရလက်တစ်ခုကိုထပ်ပြီးတော့ဖန်တီးထားတယ်ဗျာအားလုံးစီ champion ဟောင်း title contender ဆိုလဲ skill မဆိုင်ဘူးဆိုတဲ့ပုံစံတစ်ခုနဲ့ game number 1မှာလုံးပြသွားခဲ့ပြီပဲဖြစ်ပေါ်တယ်ကံကောင်းနေကဲကိုပြောပါတယ်နော် Oh my god ဒါပေမဲ့တော့တင်း7လည်းဒါကိုကြိုပြီးတော့မှန်းထားလောက်တယ်ဒါကြောင့် pick လေးထုတ်တာဆယ်လီနာနဲ့လည်းတွဲထားတယ်ဆယ်လီနာရဲ့ Brazen Arrow The Way of the Dragon တွေကြားထဲမှာတော့ကျွန်တော်တို့ဒါဟန်ရဲ့ fan တွေ signature fan တွေတော့ဘယ်လိုမျိုးထိန်းနိုင်မလဲကျွန်တော်ကြည့်ရမယ်ဒီနေ့ပွဲစဉ်လေးမှာတော့ fan တွေကနှစ်ပွဲလုံးထွက်တယ်တော့ဟုတ်တယ်ကျွန်တော် dash က fan တွေလည်းကျွန်တော်တို့ဒါမနေ့အစောပိုင်းတော့တွေ့ရတယ်ဗောနော် naked ပိုင်းလောက်ကတွေ့ရတယ်အခုကတော့ကျွန်တော်တို့ဒါ han က fan တွေအားလုံးလည်းသိကြတဲ့အတိုင်းပဲပေါ့နော်တကယ်ကိုရေးကြီးတဲ့ပွဲစဉ်တွေပြောမှဆိုသူရဲ့ fan တွေကလည်းကောင်းကောင်းကြီးအလုပ်ပြနိုင်တဲ့တဲမှာပါတယ်ဟိုဘက်မှာတော့ဒါကြောင့်လည်းကေပြောသားလို့ပဲဗျာချောင်ပစ်ကော့လေးပါနေတာဆိုတော့အရင်ကြီးတော့ T7 အတွက်စိုးရင်စရာရှင်မှတ်ရလို့တော့လေကျွန်တော်တို့ဒါပြောလို့တော့မရသေးဘူးနောက်ဆုံးအနေနဲ့ထုတ်လာမဲ့ last pick နော်ဘာလေးထုတ်လာမယ်ဆိုတော့ရှိတယ်ဆိုရင်ပဲဒါကျွန်တော်တို့ဒါ Esther ရဲ့ hero တွေပြီးတော့ meta bound တွေတည်းကပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်တော့ hero လိုမျိုး hero မျိုးတော့ပြန်ပြီးတော့ပဲယူထားတယ်ဗျာဒီကလည်းတို့ game number 2ကလည်းဖြစ်နေတယ် race တွေပါရဲ့ယူမာထက်စမယ်ဆိုရင်တော့တေချာတဲ့ land လေးကိုတိုးဝင်လိုက်တာတော့အကောင်းဆုံးပဲလို့တွေးထားတဲ့ T7 အနေနဲ့ကတော့ last pick ကိုတော့ Herod ပြန်လည်းပြီးတော့ရွေးလိုက်ရင်လည်း game number 2ကို bounce back လေးပြန်လာဖို့အတွက်ကတော့တို့ပြင်ဆင်နေပြီး Young Gladi Ghost ကလည်း
crown ဖြစ်နေတဲ့အသင်းဆိုတော့လေကျွန်တော်တင်း7အတွက်ကတော့အရင်လွယ်ကူမှာတော့မဟုတ်ဘူးအဲ့တော့ crown လား and crown လား game number 2မှာဆက်လက်ပြီးကြည့်ရပါအောင်မယ် မှန်တယ်ဒီနှစ်သင်းရဲ့တွေးဆုံမှုရကျွန်တော်တို့တောက်လျှောက်ဆိုသလိုပဲရန်ကုန် Galacticos အနေနဲ့သူတို့အနိုင်ရရှိထားတဲ့ဆိုတဲ့ result တွေကိုပဲတောက်လျှောက်ရှိရပွဲတွေမှာသိမ်းပိုက်နိုင်ကြတာပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက် Upper Bracket Final MS မြန်မာ Season 3မှာတင်း7အနေနဲ့အပြောင်းလဲကြီးကြီးမားမားတစ်ခု YG ဘက်ကိုပြန်လဲပြီးတော့တုံ့ပြန်ပြီးတော့ final ဆင်းကိုတက်လန်းသွားနိုင်မလားဆိုတဲ့ချက်ကကျွန်တော်တို့ပရိသတ်တွေချာတော်တော်လေးလဲစိတ်ဝင်စားမှုများနေတယ်လို့ကျွန်တော်ပဲပြောရမှာပဲပေါ့နော်အဲ့တော့ Rapid တွေရတော့ Hang and Fanny ဒါကျွန်တော်တို့ထင်တာသလိုပဲပေါ့နော်ဒါထုတ်လာတဲ့ data တစ်ခုမှာပွဲထဲမှာဘယ်လောက်ထိလှုပ်ဖြစ်သွားမလဲဆိုတော့စောင့်ကြည့်ရမယ်လို့ပြောရင်းနဲ့ပဲ YG versus Team 7ဒီနေ့ stage ပေါ်မှာတွေးဆုံနေကြတာ history တစ်ဖက် revenge ကတစ်ဖက်နဲ့ပဲရန်ကုန် Galacticos ဟာ Team 7နဲ့တွေးဆုံမှုတိုင်းမှာအများအားအနိုင်ယူတဲ့အသင်းတစ်သင်းကျွန်တော် YG ကပဲနောက်ထပ်ကျွန်တော်တို့ဒါရေမောတန်တွေကိုဆက်လက်ပြီးတော့သူတို့အနေနဲ့ဖော်ဆောင်သွားနိုင်မလားပြီးတော့သူတို့အတွက်ကဒီ match ကအစ်စ်မဟုတ်ဘူးဗျအနိုင်ရခြင်းကသူတို့အတွက်ပုံမှန်လိုတော့မှဖြစ်နေခဲ့တာဒါပေမဲ့စောင်းနေတဲ့ YG အနေနဲ့သူတို့ဒီချိန်စာကိုတကယ်လို့ဒီနေ့မှာအနိုင်ရရှိပြီးနောက်တစ် final မှာရောဆက်လက်ပြီးတော့ချိုးဖြတ်သွားနိုင်မလားဆိုတော့နော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဗျာဟုတ်ပါတယ်ရန်ကုန် Galacticos ဒီချိန်မှာတော့သူတို့တက်တက်ပြားနေစရာအရာတွေရှိနေတယ်လို့ Team 7နေနဲ့ကလည်းသူတို့ရဲ့ improvement တွေကိုတကယ်ပဲလက်တွေ့ချပြရတော့မယ်အချိန်ပြ reality ကိုပဲတကယ်ကိုရင်ဆိုင်ရတော့မယ့်အခြေအနေတစ်ခုမှာတော့ Team 7လက်ရှိ pick လာတဲ့ driver ကတော့တစ်ဖက်ကနေပြီး hand Jangela scan bash အပိုင်းတွေကိုတော့ Nelly pressure ပေးဖို့တော့ကတော့စ조사နေတယ်ဒါပေမဲ့လည်းပဲ solid form ဖြစ်နေတဲ့ YG ဖက်ကနေပြီး Team 7ကိုတော့အကောင်းဆုံးလေးတုံ့ပြန်ဖို့တော့ကတော့စ조사နေရဗျာကျွန်တော်တို့ပွဲစားပြီဆိုတော့နှစ်သိန်းလုံး Team 5လေးတိုးချဖို့စ조사နေနေပဲခိုင်စီပြန်ပြီးတော့ဒီနေရာမှာ flicker လေးတော့သုံးလိုက်ရတယ်သူလည်းတော်တော်လေးကျသွားတဲ့အခြေအနေတစ်ခုမှာကျွန်တော်ပြောသလိုပဲ Team 7သူတို့ရဲ့ထုံးလာတဲ့ driver ချောင်း Selina အဲ့တော့မှသူတို့ဒီဘာပဲနေအာလီဘန်ရဲ့ Team 5 line ချလို့ကောင်းတယ် hero ဖြစ်တဲ့အတွက်ကြောင့်နောက်မှာတော့ oh la 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 left key စပြီးတော့ blink တော့ရတယ်ဗျာတယောက်တည်းပဲ stick ခဲ့တယ်ဒီကြားထဲမှာတော့ left key ဟန်တော့ရောက်တော့ယူထားနိုင်ခဲ့သေးတဲ့အပြင်မှာ wrap up လေးကိုပါအပါခေါ်လိုက်သေးတယ်ဗျာယင်တောက်လျှောက်ဆိုလည်း Ion A stage တဲ့ left key ပေးတဲ့ tempo triple kill by lucky wow ဆိုတော့တကယ်ပဲလုံးဝ exact movement တစ်ခုလို့ပြောရမယ် left key ရဲ့ကျွန်တော် hero ကိုသွားပြီးချင်းမယ်ဆိုလို့ရှိရင် UANet ဗျာအားလီဘိုင်းမှာကျွန်တော် Team 7ဒီကျွန်တော်ပွဲမစားခင်မှာတည်းကပြောတယ်သူတို့ရဲ့ early to mid game playing style တော်တော်လေးကို aggressive ဆန်တယ်အဲ့ဒီ playing style အောက်မှာပဲအသင်းတိုင်းတော်တော်များများကြာရှုံးနေရတာဗျာဒါပေမဲ့ YGT အဲ့ရောက်ပြန်လဲပြီးတော့ကောင်းကောင်းကြီးတုံ့ပြန်နိုင်တဲ့အသင်းတစ်ဆိုတာလည်းအားလုံးသိတယ်ဒါပေမဲ့ခုနကတော့ battle မှာတော့ကျွန်တော်တို့တွေ့တဲ့အတိုင်းပဲဗျာနော် Team 7ရဲ့ door တစ်ခုမှာ lucky trouble case ဆိုတော့ဒီ UANet ကြီးအလောက် power spike early ဘိုင်းဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ YG တို့အနေငယ် damage ပေးရတာမျိုးခက်ခဲလာနိုင်တယ်ပြီးတော့ lucky ကလည်း damage take ခံကိုကောင်းကောင်းကြီး battle မှာလုပ်ပြတာတယ်ပါပေးပလိုက်တာဟုတ်တယ် game number 2လေးမှာတော့ Team 7 discipline ကတော်တော်လေးကိုတော့ကောင်းတယ်ဗျာနော်သူတို့အနေနဲ့ထွက်လာခဲ့တဲ့ drive ကဘယ်လိုမျိုး advantage ယူရမလဲဆိုတော့ကောင်းကောင်းကြီးတော့နားလေတယ် strategy ကငကိုတဲကိုပါလာခဲ့တယ်ဗျာ lucky တောက်လျှောက်ဆိုလိုပဲ hand blue buff ကို pressure ပေးနေတယ်ပထမပြီးတော့ pick up blink ပြန်ပြီးတော့ down mode တော့ကျင်းနေပြီဗျာlink ဒီနေရာမှာတော့ထပ်ပြီးတော့ပဲတစ်ဖက်ကတန်းပေါက်ရဲ့ the way of dragon တွေအောက်မှာကြာရှုံးခဲ့ရပြန်ပြီအားလီဘိုင်းမှာပွဲကစားကြီးက2မိနစ်ကျော်ပဲရှိသေးတယ်ပဲ hero k ရဲ့ကြီးမဲ့ဆိုလို့ရှိရင် 4-0 ဆိုတော့ game number 2မှာတော့ Team 7အားလီမှာသူတို့ရဲ့တကယ်ကိုအရှိန်ဟုန်ကောင်းကောင်းပေါက်ကွဲရကောင်းကောင်းလေးကိုပြန်ပြီးတော့တိုးလာတယ်ဗျ lucky ရဲ့ UANet Jungler တယောက်တည်းက hero k 4 ကောင်ယူရတာဗျဟုတ်တယ် drone bro 2 man ပြန်ပြီးတော့ crowd control ပေးထားတဲ့ဂျားမှာ drone walk လေးတွေနဲ့တော့ရင်လွတ်မြောက်သွားသေးတယ်ဗျ Team 7ကတော့တစ်ဖက်ကနေပြီးတော့ YG ရဲ့ jungling zone တွေအကုန်လုံးသူတို့ရဲ့အိမ်လို့သဘောထားတာဟုတ်တယ်ဆိုတော့အောင်လင်းရဲ့ကျွန်တော်တို့ဒါ first tower ထဲမှာလည်း goal ရှိတော်တော်များများပေးတာတယ်နောက်လည်း Bogari dash of tempo လမ်းထောင်းနေနေပဲဒီနေရာမှာထပ်ပြီးတော့ပဲ YG အောင်လမ်းမှာလည်း hero gate တကောင်တော့ဆက်လက်ပေးဆက်ထားရပါတယ်ဟမ် level 3ဗျသူ့အတွက်ချိန်နေတော့တော်လေးလိုအပ်နေသေးတဲ့အပြေဟိုမှာ Brazil Arrow မှာ CN တော်လေးတော့လှလှပပနဲ့ပဲဟန်ရုံးထွက်ဖို့တော့ခက်ခဲခဲ့တယ်ဒီအချိန်မှာနောက်ထပ်အကျိုးဆက်တွေအနေနဲ့ကတော့ဂျန်ဂယ်ထဲမှာရှိသမျှ resource တွေအကုန်လုံးကတော့ Team 7စားတောက်ပြီဗျTeam 7ကောင်းကောင်းကြီးသူတို့တစ်ဖက်ကဟန်ကို Fanny ပေးလိုက်ရတဲ့အချိန်မှာအာလီဘိုင်း back တွေတိုင်းမယ်ဂျန်ဂန်ဇုံတွေကို rush မယ်ဆိုပြီးတော့ပဲသူတို့ Selina ချောင်းဆိုတဲ့တွဲလို့ Fanny မပစ်ခင်တည်းကကြိုပြီးတော့ယူလာတာဗျာတကယ်မွေမွေချင်းခြေမြင်တယ်လို့ပဲပြောရမယ်ဆိုတော့ဒီလက်ရှိအချိန်တွေက Hero K 6-0နဲ့ပဲ game number 2မှာတော့ network gap ကိုပါ4,000နီးပါးလောက်ဒီပွဲကစားချိန်3မိနစ်ကျော်မှာတာနေတာကြီးကတော့အားလီဘိုင်းမှာ Team 7အနေနဲ့တော်တော်လေးကိုအခြေအနေကောင်းသွားပြီဆိုတဲ့အခြေအနေတစ်ခုမှတော့ရှိတယ်အဲ့တော့ကျွန်တော်သိတဲ့လောက်ကလည်း Team 7ဒီလောက်တာသွားပြီဆိုတောင်းပြန်နှိမ့်နေအသင်းတော့မဟုတ်ဘူးနော်ဟုတ်တယ်ရန်ကုန် Galacticos ဆိုတော့ဒါ title defender ဆိုတာကောင်းကောင်းကြီးနားလည်ထားရဆိုရင် Team 7ဒီလည်း title contractor ဆိုတာတော့မေးမထားသင့်ဘူးဆိုတဲ့အရာကိုတော့ကောင်းကောင်းကြီးတော့ပြနေပြီဒီအချိန်မှာလည်း hand ဘတ်လေးကိုရောက်ဖို့တော့ကလာပြီးတော့တိုးမယ်ဆိုရင် lucky လက်ဝဲပိုက်ဆိုင်ထားတဲ့ပြေမှာ Kaisi ကိုစက်ဘဲကောင်ပြန်ပြီးတော့ fall back Team 7လိုချင်တာရသွားပြီဆိုတာနဲ့ပြန်ပြီးတော့ fall back ဖို့တော့ကြံနေရဗျာဒါပေမဲ့ကြံနေခဲ့တဲ့ lucky တယောက်ကိုတော့7ဘဲကို let play တွေကြားတယ် lucky ပြန်ပြီးတော့ပဲရုံးထွက်ဖို့တော့ကတော့ကြိုးစားနေပါသေးတယ် lucky ဒီနေရာမှာတော့သူ့အနေနဲ့အေးစစ်စစ်ပြန်ထွက်လို့ရတယ်ဗျ level ပိုင်းရကြည့်မယ်ဆို lucky အနေနဲ့က level ပိုင်းမှာတော်တော်လေးများနေပြီလို့ပြောလို့ရတယ်ဗျ lucky level 8မှာတစ်ပတ်က hand level 4ပဲရှိသေးတယ်ဆိုတော့
objective ကတော့မလွယ်တော့ဘူးဗျာနော် objective ကတော့ကျွန်တော်မေးထားမှပဲရတော့မယ်ဒါသူတို့နဲ့ကတော့တော်တော်လေးတော့အလန်းဝေးနေတဲ့ကာလာလေးကတော့သွားပြီးတော့ဖြစ်နေတယ် ထပ်ပေါက်ထပ်ပြီးတော့ကြီးကွန်တိုတွေကြားတယ်မဝေးအောင်ထပ်ပေါက်ထပ်ပြီးပေးလိုက်တယ်ပချင်းထပ်ပြီးတော့ပေးလိုက်တယ်ပစီခေထိတ်တောင်းလေးကိုတော့လှုပ်သွားခဲ့ပြီဗျာ ဒီနေရာမှာတော့ Team 7 ထပ်လက်ပြီးတော့ပဲ Hero K နှစ်ကောင်တော့ပိုင်ဆိုင်သွားတယ်ဗျာရလိုက်တာလဲချန်ကလာ Handover ထပ်ပြီးတော့ရရှိလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့သူတို့တစ်ဖက်က Fanny ကို early to mid မှာကောင်းကောင်းကြီးတော့သူတို့အနေနဲ့ဒါ pressure ပေးထားလို့ရသွားပြီဗျာဒီကြောင့်မလို့တော့နောက်မှာ CN တန်းပေါက်တို့ရဲ့ကျွန်တော်တို့ဒါတောက်လျှောက်ဖမ်းပေးနေတဲ့ advisor error တွေနဲ့ချီကွမ်တို့တွေကတကယ်ကိုအလုပ်ဖြစ်နေတော့မယ်ဟန်အတွက်ကတော့နောက်ပိုင်းထပ်ပေါ်လာတဲ့ red bat blue bat တွေကထပ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကို battle ဆိုင်ပြီးမှ YG ကစားတော့မယ်အခြေအနေတစ်ခုမှတော့ပြန်ပြီးတော့ဖြစ်နေတယ်လက်ရှိမှာလဲကျွန်တော် lucky နဲ့ to ပဲ rubber နာအထိပါထပ်ပြီးတော့ Team 7အနေနဲ့ကြော်လာပြီပဲဖြစ်ပါတယ် ပထူးဆက်ကတော့ခင်းမတော့ရတော့မှာ OP ကိုပြေးပြီးတော့ဒီတဲ့ saver dash တင် OP မိကောလေးချက်ပါလိုက်သေးတယ်ဗျာနော်ပြန်လည်ပြီးတော့ပဲဒါသူ့အနေနဲ့တုံးပြန်သွားတဲ့အရာလေးကတော့ကောင်းတယ်08ဆိုတဲ့ပုံစံမျိုးနဲ့ Team 7 game number 2မှာတော့ရန်ကုန် Galacticos ကိုတကယ်ပဲမထန်ထန်ကိုတုံးပြန်ထားတာဗျ Blink အနေနဲ့ကတော့ Arligan Hero Nature ရတော့အရင်လောက်ကမထွက်တော့ advantage ယူပြီးတော့ပဲတောက်လျှောက်ဆိုလို့တန်းပေါက်လောက်ထားကြတော့ပေါ်မှာဘိုင်ဝမ်Samji OP ကိုတော့ပြန်လည်ပြီးရလိုက်ပါပြီဗျာ အော်ဒီပိုင်းကျွန်တော် Samji ပြန်လည်ပြီးတော့ပဲကျွန်တော်ရန်ကုန် Galacticos အတွက် Hero K တစ်ကောင်တော့ဖွဲကစားချိန်9မိနစ်ကျော်မှာတော့ရရှိအောင်ဆွမ်းဆောင်ပေးသွားနိုင်တယ်ဗျာဒီဘက်ကြားထဲမှာလည်း Blue Bat timing တစ်ခုမှာတော့တောက်လျှောက်ဆိုသလိုပဲတစ်ဖက်ကနေပြီးတော့ Team 7တစ်ဖက်ကဟန်ရဲ့ Blue Bat ကိုလုံးဝမပေးဘူး Fanny ဖြစ်နေတဲ့တော့မှာပိုဆိုးတယ်ဗျာရရင်ရသလိုသူတို့တော့တောက်လျှောက် pressure ပေးနေမှာပဲမရတော့ဘူးဗျာဒီလိုပုံစံမျိုးဆိုရင်တော့ကျွန်တော်တို့ဒါ Fanny အနေနဲ့သူ့ရဲ့ space တွေလိုချင်တယ်ဆိုရင် side lane တွေပဲထွက်ပြီးတော့ရှင်းမှာပဲရတော့မှာဗျာ Jungle Zone နဲ့ဘလို့မှတိုးလာလို့မရတော့ Team 7ကအများအားလို့စိုးမိုးထားတဲ့အခြေအနေတွေပေါ့လေပြီးတော့ကျွန်တော်ဒီ Selina ရဲ့အားသာချက်ကသူ့ရဲ့ trap တွေပဲဗျာသူ့ရဲ့ trap တွေရဆိုရင်တစ်ဖက်ကရန်ကုန် Galacticos ရဲ့ moment လေးတွေ vision လေးတွေ information လေးတွေတွားပြီးတော့ရနေတယ်ဒီအချိန်မှာကျွန်တော်တို့ Jungle နေနေတဲ့အချိန်မှာ Young Galacticos ရဲ့ early timing ကအပေါ်လန်း OPC ကိုတွားပြီးတော့တည်ရမယ့်အချိန်မှာ Jungle ထဲမှာပဲနည်းနည်းလေးနေမျောသွားခဲ့တယ်3မိနစ် timing လောက်ထိရအခုအချိန်မှာ OP ကိုတွားပြီးတော့ game မယ်ဆိုတော့မလွယ်တော့ဘူးဗျာမလွယ်တော့ဘူးဗျာအချိန်တစ်ခုလည်းသွားပြီးတော့ရှိမယ်ပေါ့နော်အောင်မလဲ CK ဒါပြန်ပြီးတော့ပဲသူအောက်လိန်းမှာတော့အေးစစ်စစ်နေလို့ရနေတယ်ဆိုတဲ့အခြေအနေမျိုးပါပဲကျွန်တော်တို့မျှော်လေးရမှာဒီဘက်မှာကျွန်တော်တို့ Samji သူရဲ့ Hero Cloud timing တစ်ခုနဲ့ကျွန်တော်တို့ဒါပွဲထဲမှာ Hero K တွေထပ်ပြီးတော့ဒါကျွန်တော်တို့လက်ရှိကျန်နေတဲ့မိနစ်အပိုင်းအခြားတွေမှာရလာခဲ့မယ်ဆိုလို့ရှိရင်တော့ Cloud ကကျွန်တော်တို့ဒါ20 timing မှာအနောက်ကနေပြီးတော့လဲရင်းတို့ဘာလို့ပို့ပြီးတော့တည့်ရမှာ damage taken လုပ်ပေးဖို့အတွက်အဆင်ပြေလာမယ်ဆိုတဲ့အခြေအနေမျိုးကြရင်တော့ပြန်လဲပြီးတော့ Battle Team Fight တွေ YG ချလို့ရမယ်ဒါပေမဲ့လက်ရှိအခြေအနေတွေကတော့သူတို့အရင်တိုးချလို့မရဘူးဒါကိုလည်းကောင်းကောင်းကြီးသိတယ်ဆိုတော့အဲ့အတွက်ကြောင့်လဲထပ်ပေါ်လာတဲ့တက်တာတွေကိုပဲ skip လိုက်ပြီးတော့ဒါတ3ချိန်လုံးတော့တစ်ဖက်ကနေပြီးတော့ပဲ Team 7လက်ဝဲပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အားဒီ advantage အပြည့်အဝရထားတဲ့တူပဲ way of the pick off ပြန်ပြီးပါလာတဲ့ဂျားထဲမှာတော့ Nick Hero K ထပ်ပြီးတော့ပေးထားသေးတယ်ဗျာကျွန်တော်တို့ wrong lane နဲ့ထိန်းထားတဲ့ဂျားထဲမှာ Lucky shut down တော့ခိုင်စီပြန်ပြီးတော့ရလိုက်ပါသေးတယ် hand အနေနဲ့ steel cable ဝင်ကျင်သေးတယ်စီရောက်သွားပြီးတော့အင်းနေတဲ့ဂျားထဲမှာတစ်ဖက်မှာလည်းခိုင်စီ let flare တွေနဲ့ပဲ CK ကိုတော့အကောင်းဆုံးတော့ထိန်းထားပါသေးတယ်ဗျာ Double Cloud လက်ဝင်ကြတယ်ပါ Samji ကိုလိုက် CK ရဲ့ Vengeance အောက်မှာပြန်ပြီးတော့ကြာဆုံးသွားခဲ့ရတယ်ဗျာဒီနေရာမှာ Cloud ရဲ့ Blazing Chewing Time မျိုးတော့တစ်ဖက်ကလည်း CK ကောင်းကောင်းကြီးပြန်လဲအသုံးချပြသွားတယ်လို့ပဲပြောရမယ်ဗျာနော် But the moment လေးတွေ momentum လေးတွေကတော့နှစ်သင်းလုံးနေနေရတော့သူတို့အကောင်းဆုံးပုံစံတွေကတော့ပြန်လဲပြီးတော့ပြနေသေးရဲ့ဗျာ YG အနေနဲ့ကသူတို့ရဲ့ timing လေးတွေသူတို့ရဲ့ rhythm လေးတွေဟာ early game မှာတော့လုံးဝတော့ပုံဖော်ဖို့အတွက်ကတော့မဖြစ်နိုင်ခဲ့ဘူးဒါပေမဲ့ Samji ပြန်ဝင်လာမဲ့ timing တစ်ခုကိုစောင့်မျှော်နေမယ်ဆိုပေမဲ့လို့ Samji ရောက်လာတဲ့အနေအထားတစ်ခုမှလည်း Team 7အနေနဲ့သူတို့ရဲ့ battle ရှေ့တိုးနောက်ဆုတ်လေးတွေကိုတော့လှလှပပလေးပြန်ပြီးတော့ပုံဖော်သွားတယ်ဗျာ Team 7တကယ်ကိုပဲအတိုးအလှုပ်လုံးဝကို player 9ယောက်လုံးရဲ့ team connection discipline ကောင်းကောင်းနဲ့ပဲကျွန်တော် YG ရန်ကုန် Galacticos ကိုပြန်လဲပြီးတော့ game number 2မှာသူတို့တုံ့ပြန်ပြနေတဲ့ပုံစံတော်တော်တက်သိမ်းထားပြကောင်းတယ်ပဲပြောရမယ်ဒါပေမဲ့ Samji မှာတော့ခုနကတော့ golden stat လေးတော့ထပ်ပြီးသွားတယ် timing ကတော့တစ်ဖက်မှာအနေနဲ့များ OP ထက်တော့နောက်ကျနေတယ်ဆိုပေမဲ့ Jungler to Jungler မှာပြတ်နေတယ်လို့တော့မပြတ်ဘူးဆိုတဲ့အတွက်ကျွန်တော် Samji ကိုလည်းမျှော်လင့်ရမယ်ဗျာ Pick off ပြန်ပြီးလာနေတဲ့ဂျားထဲမှာတော့တာဝါထဲရောက်နေတဲ့အလေးယောက်ကတော့တန်းပေါက်ကိုယ်တိုင်ပြန်လဲပြီးတော့ပေးထားသေးတယ်ဗျာ Black Line နဲ့တော့တောက်လျှောက်ဝင်လာတဲ့ CK ဘလင်းကိုတော့ရှာပွေးတော့တွေးရှိသွားခဲ့ပြီ OP ဘာမှရေအဆုံးသတ်ထားတယ်တစ်ဖက်မှာလည်း Lucky တောက်လျှောက်လိုက်ပြီးမင်းနေကြတယ်မခိုင်းစီ concept ပဲကို let flare လေးနဲ့ပဲပြန်လဲပြီးတော့ for back ထားပါသေးတယ်ဗျာကျွန်တော်နောက်မှလည်းတောက်လျှောက်ဆိုလိုပဲရန်ကုန် Galacticos Team Fight ရတိုးချဖို့ကတော်တော်လေးကိုမလွယ်ဘူးဆိုတဲ့အခြေအနေဘာလို့လဲဆိုတော့ network gap ပြလေဒီချိန်မှာ9000နီးပါးလောက်ပြတ်နေတယ်လို့ကျွန်တော်တို့ goal line နာ Jungler ကြားမှာနည်းငယ်ကျွန်တော် network ကွာဟမှုတွေကြောင့်ဒီဘလို့မှတော့ YG အနေနဲ့ဒါဒီ Team Fight ရတိုးချတာမလွယ်ဘူးဗျလက်ရှိမှာလည်းကျွန်တော်အပေါ်လေး second Tyrant 2ပါကျွန်တော် Team 7ဆက်လက်ပြီးတော့ pressure ပေးနေကြလို့နောက်မှတောက်လျှောက် Team Fight ရတော့လက်မတင်ရုံကလေးပဲဗျာနော် OPS Vegas လေးသာအနည်းငယ်လေးဒါညာဘက်လေးနည်းနည်းစောင်းသွားခဲ့မယ်ဆိုရင်တော့
ပြီးွားနိုင်ကြတော့ရှိတယ်လောကကတော့ကျွန်တော်10-7အနေနဲ့ YG ကိုလုံးဝခွင့်ရကိုမပေးတာအဲ့ခိုင်စီရရင်ရသလိုလေးသူလောက်ွက်လေးတွေထုတ်နေတယ်ဘလင်းငယ်မာလာမှုတွေ Samji အနေနဲ့တော့လိုမျိုးကျွန်တော် space တွေ position တွေရလာမှုတွေကနေမှတဆင့် YG နဲ့ turning point လေးပြန်ရှာဖွေနိုင်မယ်လို့တော့ထင်ရတယ်ဗျာဒါပေမဲ့လည်းပဲ10-7ဘက်ကနေပြီးတော့တကယ်ကိုအမှားမပါတဲ့သူတို့ရဲ့ movement တွေလောက်ွက်လေးတွေကတော့ YG အသင်းဒီပွဲမှာတော့10-7ကိုရင်ဆိုင်မှုအတွက်ကတကယ်ကိုခက်ခဲနေရဗျာမှန်ပဲဗျာလက်ရှိမှာလည်း9မိနစ်ခွဲ law တွေပါပြီးပေါ်လာပြီး first law timing ထိ YG အနေနဲ့ဒီ law သွားလုပ်ဖို့အတွက်ကဘလို့မအောင်အဆင်မပြေဘူးဗျ Fanly Jungler ဖြစ်နေတာတကြောင် Team 5မှာလည်းကျွန်တော်တို့ network gap ပြကွာပြီးနေနေတဲ့အချိန်မှာ first law တော့လုံးဝကို skip ကဖို့အတွက်များတယ်ပေါ့နော်ဒီအချိန်မှာတော့ Yabo Galactico သူတို့ရဲ့လုံးဝဒါဒီဆိုဗီယက်ပြက်သားနဲ့ပဲပေါ့နော်တီးကြတဲ့ decision making နေနဲ့ပဲ lock ပေးလိုက်တယ် first law ကကျွန်တော်တို့အရင်ပြဿနာမရှိသေးဘူးသူတို့ဒီမှာ Tyrant အနေနဲ့ second နေလောက်ထိလည်းရှိတယ်ပေါ့နော်အော်လန်ကလည်းကျွန်တော် Mega Tower ပဲကြံသေးတယ်ဆိုပေမဲ့ Mega မှာ Holy Shield တွေရှိနေသေးတယ်ဆိုတဲ့အချိန်မှာဒီ law ကတော့ AC ပဲဖြည့်ရှင်းလို့ရနိုင်မယ်ဒါပေမဲ့ကျွန်တော် Yabo Galactico သူတို့ဘက်မှာကျွန်တော်တို့ပွဲကိုပြန်ပြီး turning point တွေရဖို့အတွက်ဘယ် hero တွေဘယ် player တွေကလုတ်ပေးမှာလဲဆိုတော့ကျွန်တော်တို့ဒါဒီ high ground ပုံစံဒီတက်လာတဲ့ lot defenses မှာပြန်လည်ပြီးတော့စောင့်ကြည့်ရမယ်လို့ပဲပြောရမယ်။အော် Brazil Arrow Sanji အဲ့ဒီတော့ထီတော့ပေါက်နေရဗျာနော်။ကျွန်တော်ရောင် Galacticos အနေနဲ့တော့ 5v5 ဆိုင်ဖို့လမ်းကိုတော့ရွေးလို့တော့ကတော့မဖြစ်နိုင်တော့ဘူးမလွယ်တော့ဘူးဗျာနော်။သူတို့ defending လုံးမယ်ဆိုရင်တော့ 4man ပြန်ပြီးတော့တည်ပြီးတော့လုံးလို့ရမယ်။ဒါပေမဲ့အဲ့လိုမျိုး hand အနေနဲ့ split push အပိုင်းလေး10-7ဘက်ကိုတော့လူမျိုး high ground တက်ဖို့အတွက်နည်းနည်းလေးအခက်အခဲတော့ဖြစ်စေမယ်ဗျာ။အဲ့တော့ YG ဒီမှာပြန်ပြီးတော့ mind game ဆောင်းရမယ်အပိုင်းလေးတွေကတော့ရှိလာပြီ။ဒါပေမဲ့10-7တောင်ခွင့်ပြုမလား။ YG ရောဘယ်လောက်အချိန်အကြာကြီးအထိဆွဲနိုင်မလဲ။ Sanji ရဲ့ဒါ golden time ကိုတော့ပြန်လည်ပြီးတော့ခေါ်မှရမှာဗျဟုတ်တယ်ဗျာဒါပေမဲ့လည်း lucky မှာခုနကတော့ chest type bottom ကြီးမှာထည့်ပလိုက်တာဗျာဘာပဲပြော Sanji ရဲ့ attack speed တွေကိုတော့တေချာပေါက်ကိုသူအနေနဲ့ short ချတော့မှာအောက်မှာလည်းလောကတက်လာပြီတစ်ဖက်ကနေပြီးတော့ပဲ Samchi ပြစ်ချက်တွေကအနည်းငယ်တော့နာကျင်လာပြီဆိုပေမဲ့လည်းဒီ high ground မှာတော့ YG ဆက်လက်ပြီးတော့ပဲ Team 7 attacking တွေကိုတော့5-5မှာ defend ပါအောင်မယ်အောက်လမ်းမှာတော့ကျွန်တော်တို့ဒါ long net 2ပဲဂိုရှိရလည်းရှိနေသေးတယ်ဆိုတဲ့အခြေအနေတခုမှာဒီဂိုရှိနဲ့ပဲလောကတော့ပြီးသွားခဲ့ပြီလည်းဖြစ်ပါတယ်။အော် Samji ထပ်ပြီးတော့ပဲကျွန်တော် Brazil Air လေးကိုတော့မှန်ထားတယ်ဗျာဒါပေမဲ့လည်းကျွန်တော် base stem မဖြစ်နေရဆိုတဲ့အတွက်ကြောင့်အရင်ကတော့စိတ်ပူကြတော့မလို့ high ground defending တခုတော့ပုံဖော်မကြိုးစားနေရစင်မဲ့တစ်ဖက်မှာလည်း initiating တော့ Samji တန်းပေါက်ကိုတော့ပြန်ပြီးရလိုက်ပြီတကယ်ကောင်းနေချင်း initiating နဲ့ကြားတယ်တစ်ဖက်မှာလည်း grab CK ကိုတော့ဆွဲတော့ခေါ်ထားသေးတယ် OP ပြန်ပြီး 4 back မှာတော့ရတော့မယ်ဗျာ CM တယောက်တည်းကြံခဲ့တဲ့ဒေတာတခုမှာတော့ CK တသိန်းလုံးတော့သူတယောက်တည်းလိုက်ပြီးတော့မောင်းထုတ်နေနေပဲ Team 7 ပြန် 4 back ကိုတိုင်ပင်လေးတွေကိုတော့ CK ပြန်ရှောက်ဖွေပေးသွားပါတယ်ဗျာ lucky 10 pound နှစ်ယောက်ချသွားတဲ့အချိန်မှာတော့ဒီချိန်မှာ Team 7ပြန်ဖက်နေတယ်ဗျာတော့ Samji ဘာလို့တော့မလဲနိုင် CK မှာချက်လိုက်ပြီးတော့ killing speed ယူပြသွားနေပဲကျွန်တော်ပြောတဲ့ Samchi club တိုင်းတစ်ခုဟာပြန်လည်ပြီးတော့ပဲ17မိနစ်ကျော်17မိနစ်ဝန်းကျင်မှာတဖြည်းဖြည်းနဲ့အသက်ဝင်လာတဲ့ Yabo Galacticos ပြန်ပြီးတော့မဲ့ဖွဲ turning point တွေကို high ground defense ကနေသူတို့အနေနဲ့ပြန်လည်ပြီးတော့ပဲအနည်းငယ်ရှာဖွေလာနိုင်တယ်။နောက်က gap ပြဒီထက်ပိုပြီးအရင်မပြတ်သွားပဲနဲ့လက်ရှိရှေ့ကကျွန်တော်တို့ပြတ်နေတဲ့နောက်က4000ဒီပါလောက်သာကျွန်တော်ဒီနေရာမှာဆက်လက်ပြီးတော့ Team 7အနေနဲ့တာနေပါတယ်။သူတို့အနေနဲ့ပြန်ပြီးတော့ပေးလိုက်ရတဲ့ hero key အပိုင်းမှာလည်းဒါအနည်းငယ်တော့ပြန်ပြီးတော့ပဲ end up တွေပြုတ်သွားတဲ့အတွက်တစ်ဖက်ကတော့ turning point တွေပေးလိုက်ရတဲ့အခန်းကဏ္ဍလေးတစ်ခုတော့ရှိရဗျ။ဟုတ်တယ် Samji က4-2ပဲဖြစ်သွားပြီဗျာဟုတ်တယ်နော်သူ့အနေနဲ့အဲ့လိုမျိုး swift transition ပြီးသွားမယ် gan တွေပါလာခဲ့မယ်ဆိုတော့နောက်ပိုင်း Samji က impact ကိုတော့ YG ကအပြည့်အဝတော့အသုံးချလို့တော့ရပြီဗျာကန်စီတယောက်ကိုလည်းမေးထားလို့မရဘူး204ဆိုတဲ့ KDA တစ်ခုနဲ့မင်းမှာတောက်လျှောက်ခန်းခံရတယ် flank ခံရတယ်ဖိအားပေးခံရတယ်ဆိုပြီးမှလည်းပဲကန်စီတီသူတော်တော်လေးကိုတော့ save နိုင်ခဲ့တဲ့အပြင်မှာအသင်းရဲ့ဒါကျွန်တော်ကျိုးရိုး player အနေနဲ့ကောင်းကောင်းကြီးကိုထိန်းထားနိုင်ခဲ့တယ်ဒီຢာတွေကကျွန်တော် Team 7အနေနဲ့သူတို့ပွဲစဉ်ကိုအပြတ်စိုးမိုးဖို့အတွက်မလွယ်ကူတဲ့အရာတွေပဲဗျဒီအချိန်မှာလည်းကျွန်တော်တို့ Samji အနေနဲ့ space တွေပြန်လည်ပြီးတော့ရလာနေတယ်ဟန်အနေနဲ့ကလည်း early game မှာ level ကွာမှုတွေကတော်တော်လေးကြီးမားတယ်ဆိုပေမဲ့လို့ late game ပိုင်းခြားရောက်လာတဲ့အချိန်မှာတော့2ဆင်းလောက်ပဲကွာတော့တယ်ဗျဟုတ်တယ်ဗျ K ပြောသလိုပဲ late game တိုင်းမှာတဖြည်းဖြည်းရောက်လာမယ်ဆို hero nature ရကြည့်မယ်ဆို mid ကကြတော့ခိုင်စီရဲ့ hero ကပို့ပြီးတော့ကောင်းနိုင်တယ်ဒါပေမဲ့လည်း late မှာ team 5 စပြီးတော့ချမယ်နောက်မှလည်း Han ပြန်ရောက်လာတဲ့အချိန်တုန်းက retribution oh Ham the movement low retribution ပေါက်ပြဝိုင်းနေပဲဒီနေရာမှာ battle ပြန်လည်ပြီးတော့ပဲအတော်တတ်နိုင်မလားဆိုတာစောင့်တော့ကြည့်အောင်ပဲဗျနှစ်ယောက်ကတော့အပါခေါ်ဖို့တော့စူးစမ်းနေတယ်ဒါပေမဲ့ပြန်လဲပြီးတော့ပဲ Throne Round လေးတွေပြန်ပြီးတော့ထိမလားဒါပေမဲ့ Blink တယောက်ကတော့ chain တွေပေါက်ကိုတော့ပေးလိုက်ရပြီ Throne Walk ပြန်ပြီး forward ထားတဲ့ဂျန်မကိုင်စီကျွန်တော်ကြံနေခဲ့ပြီတန်းပေါက်ချီကွန်တိုလေးလိုက်ပြီးတော့လုံးနေရဆိုရင်မလို့ Lena Flare လေးနဲ့ပဲပြန်ပြီး zone in ထားတဲ့ဂျားထဲမှာ Team 7နည်းနည်းလေးကိုတော့ဒါသူတို့အနေနဲ့စိတ်တော့ထိန်းထားပါတယ်ဒါပေမဲ့လည်းဒီဘက်မှာကျွန်တော် Blink ပဲပေးလိုက်ရပြီးတော့လောက်ပြန်ရလိုက်တယ်ဆိုတဲ့ချက်ကတော့တော်လေး YG တို့အဆင်ပြေလာပြီလို့ပဲပြောရမှာပဲလက်ရှိမှာ network ရဲ့ရရင်ပြောင်းလဲသွားခြင်းမရှိဘူးဆိုပေမဲ့ဒီလောက Team 7ကရောက်ရမယ်ဆို Yabo Galacticos အနေနဲ့ Mega Tyrant တွေကိုပါ pressure ပေးခံတော့ပါဗျာဒါကိုကျွန်တော်တို့ hang ရဲ့ fan အနေနဲ့အားလီပိုင်းမှာတောက်လျှောက်သူ့ရဲ့ back တွေကြော်ခံရတယ်ဘာဆိုဘာမှကျွန်တော်တို့ live farming space တကူမှမရတော့ကျွန်တော် Team 7ပိတ်ထားရတယ်ဒါပေမဲ့လည်းအရေးကြီးပါတယ်ဆိုတော့ second lot လို့တိုင်ပြီးမှသူ့အနေနဲ့ရှေ့ကသူ့ရဲ့ team member တွေနဲ့ပေါင်းပြီးတော့ဒီလောက်ရအောင်ယူပေးနိုင်ခဲ့တယ်ဗျာဒါဒီပွဲရဲ့ turning point တွေဖြစ်လာဖို့အတွက်အနေငယ်ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့အချက်ပဲ
ဟန်ကတော့ position ဖြောက်ပြီးတော့ပေါ့နော်ကျွန်တော်အဲ့လိုမျိုး law objective လေးကိုလျှက်တစ်ပြက်လေးလာယူရတဲ့အကွက်လေးကမိုက်တယ်ဗျဒီလိုမျိုးဟန်အနေနဲ့ဖန်တီးနိုင်ဖို့အတွက်ကိုလည်းအရှိမကျွန်တော်တို့ယင်နဲ့ blink နဲ့ကောင်းကောင်း indicate ပြီးတော့ ion တွေဝေပြားသွားခဲ့ရတာပေါ့လေဒီချိန်မှာကျွန်တော်ဟန်အနေနဲ့ stick ပြတချောင်း retribution ပေါက်လိုက်တဲ့အထဲမှာကျွန်တော်10 7အနေနဲ့ကတော့နည်းနည်းလေးဒါသူတို့အနေနဲ့ကြည့်ရမယ့်လူတွေများသွားခဲ့တယ်ဗျခုနကဖတဲကတော့အမှန်တိုင်းပြောရရင်နည်းနည်းလေးရှုပ်သွားခဲ့တယ်ပေါ့ဗျ10 7အတွက်ကတော့အဲ့ချိန်မှာတော့အခွင့်ကောင်းကိုဟန်တုံးချနိုင်တာနဲ့အတူပဲဒီချိန်မှာတော့သူတို့ရဲ့ turning point လေးတွေကိုတစားတစားစီတော့ပြန်လည်ပြီးတော့တဲဆောက်နေပါပြီ game number 1တုန်းကလည်းအဲ့တိုင်းလေးပဲဗျ10 7 early aggressive ရန်ဆန်ဟုတ်တယ်ဒါပေမဲ့ game number 2မှာကြတော့တင်း7အနေနဲ့ early အပိုင်းအပြင်ကိုသူတို့တကယ်လုံးဝဒီ law တွေပါတယ် first law တွေပါတယ်ပေါ်တဲ့ timing လောက်ထိကိုသူတို့ပွဲကိုလုံးဝ upper hand ကနေဆော့ထားနိုင်တယ်သို့ပေမဲ့ကျွန်တော်တို့ဒါ second law ပေါ်မှာ law YG ပြန်ရသွားသလို SMG ရဲ့တဖြည်းဖြည်းသူ့ရဲ့ 20 timing တွေရ online ဖြစ်လာတယ် cloud ရဲ့အချိန်တစ်ခု late game timing ရကျွန်တော်အနေနဲ့ရောက်လာပြီလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒါရှေ့မှာ K ပြောခဲ့သလိုပဲခိုင်စီလုံးဝ204နဲ့ and ဒီ early ပိုင်းတွေကတောက်လျှောက် YG hero kit တွေပေးနေရတယ်သို့ပေမဲ့ခိုင်စီလုံးဝတော့မပါနေခဲ့ဘူးဗျများဆုံးတီးခံတာကတော့ကျွန်တော်တို့ယင်နဲ့ blink နဲ့ကတော့သွားပြီးတော့ဖြစ်မယ်ဗျာနော်ဟန်လည်းကျွန်တော်တို့ early ပိုင်းမှာ jungle scan match တဲ့ဒီ jungle resource ပိုင်းနဲ့တိတ်တော့မရဘူးနောက်တော့နား penetration ပိုင်းလေးက magnificent effect လေးရစတင်ပြီးတော့မြင်တွေ့နေရပြီဗျာတန်းပေါင်းအရင်တော့လို့ကျွန်တော်လမ်းထောက်လို့တော့မရတော့ဘူးနည်းနည်းလေး queue side မှာတော့ရတော့မယ်ဘက်ကနေတော့ကျွန်တော် SMG present area လေးပြေးပြီးတော့ထိထားတယ်ရင်တော့ရှိတယ်ဆိုရင် lucky ဝင်တော့တိုးကျင်သေးတယ်ဗျာ moment လေးရဒီအချိန်မှာရေးတော့ကြီးနေပြီ decision making တစ်ခုဟာပွဲရဲ့အဖြေကိုတော့ကောင်းကောင်းကြီးတော့ဒါပြတ်သွားနိုင်ပါတယ်ဒီထက်ပိုပြီးတော့တဖြည်းဖြည်းသားသား late game တာအရန်ရောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့50ဆိုရဲပြန်ပြီးတော့ဆန်ရတဲ့ battle movement တွေကိုကျွန်တော်မြင်လာရနိုင်တယ်ဗျာတဖြည်းဖြည်းနဲ့ hero nature ရကျွန်တော်ပြောသလိုပဲ mid မှာစီးရန်ရဲ့ဆက်လီနာ early to make ရ potential တော်တော်လေးကောင်းတာမှန်ပေမဲ့တကယ် objective fight တွေ team fight တွေမှာခိုင်စီရဲ့ juice တွေ Lana Flan Nobel Crystal Bacon နေနဲ့အများကြီးသူလုံးပြလို့ရတယ်ဗျာပြီးတော့ goal line မှချက်ရကြည့်မဲ့သူ OP ရဲ့ Harry ဒီ early to make ရကျွန်တော်အရန်ကြိုက်တယ်ဒါပေမဲ့15မိနစ်ကျော်နောက်ပိုင်းမိနစ်20လေဂိမ်းဖြစ်လာတဲ့ timing တွေမှာ spare 3ပြီးချရတဲ့ hero နဲ့ physical attack ထိုင်ပြစ်နေ damage ထွက်တဲ့ hero ရဲ့ mobility ဘိုင်းကအနည်းငယ်ကွာသွားမယ်အဲ့ဒီ hero နှစ်ကောင်ရဲ့ဒီလောကကောင်း hero နှစ်ကောင်ရဲ့ကျွန်တော် damage dealer တွေနဲ့ရန်ကုန် Gladico ရှေ့ရရင်းတို့ပြီးဝင် Blink တို့ရဲ့ပေါင်းစပ်မှုတွေနဲ့ဒါ turning point တွေကိုတဖြည်းဖြည်းပြန်ယူလာရင်းနဲ့ပဲလက်ရှိမှာသူတို့ရဲ့ပွဲစဉ်ကိုဆွဲတင်လာရင်းနဲ့16မိနစ်တောင်ကျော်သွားပြီဒီ lob တဲ့ဒီနှစ်တင်းလုံးတဲ့တကယ်ကိုအပြောင်းလဲကြီးကြီးမားမားဖြစ်မဲ့ lob တဲ့တခုဆိုတော့လုံးဝအသေးကြပဲဗျဟုတ်တယ်တလော objective ကလည်းသွားပြီးတော့ဖြစ်နေရဗျဒီအချိန်တွေမှာတန်းပါ Blink ကိုတော့ pick off လုပ်ထားကြတယ်ရင် crowd control backline နဲ့မပြန်ပြီးတော့ပေးထားတယ် Blink အရင်ဆုံးတော့ကြားတယ်ဗျတန်းပေါင်းနဲ့တော့လဲထားရတယ် low objective နောက် YG ကပ်ဖို့တော့ခက်ခဲနေရတယ်တူပဲ CK ရိုက်ခွဲနေကြတယ်မှာ OP ရင်ကိုပြန်လဲပြီးတော့အဆုံးသက်လိုက်ရတယ်ဗျ YG 3 man ပါပဲကြံပါတော့တယ်ဗျဒီနေရာမှာတော့တန်းပေါက်ပေးလိုက်ရတယ်ဆိုပေမဲ့လည်းတစ်ဖက်မှာတော့ Blink နဲ့ရှင်တကယ်ကိုကျွန်တော် flat line တာတွေကြာသွားတယ်ဆိုတဲ့အခြေအနေတခုမှဒီလို့တော့ရန်ကုန် Gladico သွားဖို့ကဘလို့မှတော့မလွယ်တော့ဘူးဗျာတစ်ဖက်မှာလည်း CN ရဲ့ Visor Arrow Trap တွေလက်ပြနေခဲ့လို့ဒီဘက်မှာ hand နည်းနည်းလေး retribution ရ timing right time ကျွန်တော်လောလို့မျိုးသွားပြီးလှုပ်ချင်တယ်ဆိုပေမဲ့ဒီချိန်မှာတော့ Think 7လုံးဝအမားမခံပဲနဲ့ဆက်လက်ပြီးတော့ပေါ်လာ3ချိန်မြောက်တက်လော့လေးကိုလက်ဝဲပိုင်ဆိုင်သွားခဲ့ပြီလေဖြစ်ပါတယ်နှစ်ထပ်ရှိစရာမလိုဘူးဗျနော်အမှတ်တော့ရှိတယ်တင်း7အနေနဲ့ကောင်းကောင်းကြီးတော့တို့အနေနဲ့ handle လိုက်တဲ့ပုံစံမျိုးကိုတော့တွေ့ရရပဲခုနအဲ့လိုမျိုး battle setup မျိုးပဲ YG ကတဲ့လာခဲ့တာဒါပေမဲ့အဲ့ battle setup ကိုတင်း7ကအားတို့ဒီ lot ဒီတက်လော့မှာဘယ်လိုမျိုးပြန်လဲပြီးတော့ဖြည့်ရှင်းရမလဲဆိုတဲ့ adaptation ကတော်တော်လေးကိုကောင်းသွားခဲ့တယ်ဒါမှတော့ law advantage နဲ့တူတင်း7တို့ရဲ့ game number 2 bounce back ဆိုတဲ့အရာတစ်ခုပြောင်းသွားဖို့အတွက်ကတော့တော်တော်လေးကိုတော့ upper hand တော့ရထားခဲ့ပြီဗျလုံးဝမမားနိုင်တဲ့ moment တွေတစ်ခုကနေပြီးတော့ဒီပွဲစဉ်ကိုအဆုံးသတ်နိုင်မယ်ဆိုရင်တော့တင်း7ရဲ့ momentum တွေဟာပြန်လဲပြီးတော့မြင့်တက်လာပါလိမ့်မယ်ဆိုတော့တစ်ဖက်ကလည်း SMG မှာတော့ winner crown အပြင်တခြားသောသူရဲ့ဆွေးထွန်တဲ့ဒီနဲ့ Malefic Gang လောကမွေးရပါ item တွေအားလုံးစုံနေခဲ့ပြီတို့ပေမဲ့ကျွန်တော်တို့ဒါဒီနေရာမှာတော့ SMG အနေနဲ့လည်းပြစ်ခွင့်ရဖို့လို့လိုတယ် Beautify နဲ့ဖြစ်တယ်ဆိုပေမဲ့လည်းတစ်ဖက်မှာက Selena Visor Arrow Trap တွေအပြင်တန်းပေါက်လန်းထောက်ပေးနေတဲ့ Jiguano တွေ Shanfu တွေကလည်းတော်တော်လေးကိုသူ့အတွက်ကပြန်ပြီးတော့ battle မှာတော့နည်းနည်းလေးရှောင်သိမ်းဖို့လည်းလိုလိမ့်မယ်အဲ့တော့ online မှာလည်း Bongari Dash နေပါပြီး Pamela CK နည်းနည်းတော့ပြန်ဖက်နေအဓိကအောင်လင်းရဲ့ Mega Tournament တလို့ပဲနှဲ့ပြီးတော့တဖြည်းဖြည်းနဲ့တိုးလာတာဗျ Snowball လေးကိုပဲသွားနေတာဗျတင်း7အနေနဲ့เนาะကျွန်တော် risk တွေပါရတော့ရရင်တော့မယူ law objective ကကျွန်တော်တို့ဒီ bottom side မှာ Mega ရောက်သွားပြီဆိုတော့လေပဲတို့အနေနဲ့ Mega ရောက်အောင်တော့ try နေ Blink တော်တော်လေးတော့ပေးမိနေဗျ slam pass လေးတွေပေးမယ်အခွင့်အရေးလေးကတော်တော်လေးတော့ဝေးကောက်သွားသေး Way of the Dragon တွေပေးထားတယ်ကျွန်တော် CK Bogari Dance နဲ့ရိုက်ချက်တွေကျွန်တော် CM Blink ကိုတော့ပြန်ပြီးအဆုံးတော့တတ်လိုက်သေးတယ်ရင် crowd control 2 man ပြန်ပြီးထိန်းနိုင်ဆိုရင် damage ဘိုင်းမှာနည်းနည်းလေးတော့လိုအပ်နေရဆိုပေမဲ့ hand lucky ကိုတော့ပြန်ရောက်တော့ဆွဲထားလိုက်ပါသေးတယ်ဗျ Sanchi winner crowd blessing 2 time တခုမှတစ်ဖက်မှာလည်းပြန်ပြီးတော့ immortality ပါနေတယ်တောက်ရှောက် OP Summon 4 Chrono Dash ရောက်မှာ Team 5ကိုတိုးချနေပဲ Team 7 Blink နဲ့ဒီဘက်နောက်မှာ OP immortality ပြန်ပြီးတော့ချနေနေပဲနောက်မှာ Chrono Dash နဲ့လွတ်နေလို့ပြန်ပြီးတော့ရောက်လာတယ် hand ဒီပဲဂျားမှာ shut down OP ကိုပြန်လာပြီးတော့ပဲ take down လောက်ထားနိုင်ခဲ့ပါသေးတယ်ပြန်ကုန် Gladicos the base bounce back တခုတော့ဒီအချိန်မှာTeam 7ကိုတော့ပြန်ပြီးပြသနေပြီ Sanchiတာပေါသွေးတစ်စက်လေးနဲ့တော့ရောက်တော့လွတ်ထွက်သွားပါသေးတယ်ရင်အနေနဲ့ကတော့ moment လေးအနေငယ်နောက်ကျသွားလို့ဗျမဟုတ်ဘူးဆိုရင်တော့ရင်ရဲ့ crowd control moment လေးထပ်ပြီးတော့လာနိုင်ပါသေးတယ်ဟုတ်တယ်ပြီးတော့တန်ပေါက်ကလည်းတော်တော်လေးကို
နော် HP percentage ရလောက sexy black လေးထိကိုဖြစ်သွားတာဗျပွဲကစားနေတာတဖြည်းဖြည်းနဲ့16မိနစ်နီးပါးကိုရောက်လာပြီ hero k တွေဘာတွေကဒီချိန်မှာခဏထားလေ game တိုင်းမှာရောက်လာတဲ့ချိန်တွေတခုက team fight စောင့်ကြည့်ရမယ်ဗျ Selena by the arrow trap ဂျာမနောက်မှာလည်း team fight လေးကိုလိုက်ပြီးတော့ think 7 ယူနေတဲ့ဆိုပေမဲ့လည်း winner crown တွေ Oh my god လုံးဝ survive chance ပြန်ပြီးတော့ယူပြသွားခဲ့တာလည်းဖြစ်ပါတယ် that guy is zone နဲ့တကယ်အားကောင်းခဲ့တယ်ဗျတန်းပေါက်ကိုပြန်လဲပြလန်တဲ့ flash တွေပေးထားတယ်ကြားမှာတန်းပေါက် hero k တော့ Samji လက်ထဲကိုတော့ပြန်လဲပြီးတော့ထည့်ပေးလိုက်ရပြီရန်ကုန် Gladigos map control လေးကိုတော့တစချင်းစီတော့ပြန်လဲပြီးဖဲယူနေပြီဗျ တကယ်ကိုပဲကျွန်တော်တို့ဒါ Samchi ရဲ့ cloud movement တွေခုနကဆိုလဲသူလုံးဝ winner crown blessing ချိုးတိုင်မြင်မှာတစ်ဖက်ကလည်းကျွန်တော် OP immortal တွေပါဆွတ်ပြီးတော့သူလည်းပဲ winner crown တွေနဲ့ခဲပြားခဲ့တယ်ဆိုပေမဲ့ဒီနေရာမှာ OP အနေနဲ့လည်းလုံးဝဒါ survive မဖြစ်သွားခဲ့ဘူးဗျ လော့တိုင်ပဲ wow ဆိုတော့ဒီချိန်မှာတစ်ဖက်ကစီးရနဲ့တန်ဖောက်နှစ်ကောင်မရှိနေတဲ့အခြေအနေတကူမှာလော့ပေါ်လာဖို့ကတော့စက္ကန့်ပိုင်းပဲလို့ရတယ်ပြောရဆိုရင်လည်းလော့ရထွက်လာပြီဒီချိန်မှာတစ်ဖက်မှာ 5 man stay alive ရှိနေတဲ့ကျွန်တော် Yago Gladigo လော့ယူစပြီး Samchi ဟန်တို့ရဲ့ damage တွေနဲ့လှုပ်ရှားနေပြီဗျ အောက်မှာ CK ကလည်းကတိုးလေးတော့ရွှေ့နေပြီဗျနော်ထွက်ကနေလည်းကျွန်တော်စစ်ဒီ lucky အနေနဲ့တော့သူဘလောက်တော့နေတော့တောင်းတယ်ဒီလောက်တယောက်တည်းတိုးမယ်ဆိုရင်တော့အစင်တော့ပြေတယ်ဗျ grab ပြန်ပြီးပေးလိုက်ကြတယ်မှာ hand lock objective ကိုပြန်ပြီးရလိုက်တယ်ဆိုရင်လည်း OP damage လေးကတော့ပေးချင်နေသေးတယ် lucky ကိုအဆုံးသတ်ဖို့အတွက်ကတော့မလွယ်လာသေးဘူးဗျအဲ့တော့ရလိုက်တဲ့ lock objective ကိုကောင်းမွန်စွာအသုံးချဖို့အတွက်ရန်ကုန် Gladigos ဒီအချိန်မှာသူတို့ရဲ့ battle setup တွေ plan တွေနဲ့ပြည့်ပြီးတည်ပါအောင်မယ်မှန်ပဲဗျကျွန်တော်အားလီပိုင်းမှာ lucky ကို hero k trouble k သုံးကောင်ပေးလိုက်ရတယ်ဟိုက lucky အနေနဲ့လုံးဝ power spike ဖြစ်ပြီဆိုတာကျွန်တော်တို့လုံးဝသိတယ်ဒီအချိန်ဒီလဲသူ့အနေနဲ့ hero k 3ချိန်လောက်ကြာရတယ်ဆိုပေမဲ့ဗတ်တယ်မှာကောင်းကောင်းရွတ်ဗလာတောင်းတောင်းနဲ့တိုးပြလို့ရတယ်ဆိုတဲ့အထာမျိုးကတော့ lucky မှာအပြည့်အဝရှိနေပါတယ်အဲ့တော့ပြန်လဲပြီးတော့ပဲရရှိလာတဲ့ဒီ4ချိန်မြောက် force law နဲ့ Yago Gladigos ဘလိုမျိုး movement တွေပြန်လုပ်ပြနိုင်မလဲတကယ်ကို epic comeback ဆိုတဲ့ movement တွေကိုပြန်လဲပြီးတော့ပဲတော့တုံ့ပြန်ပြပြီး game number 2ကိုပါဆက်လက်ပြီးတော့သိမ်းပိုက်နိုင်မလားဆိုတာကြည့်ရမယ်ဒါပေမဲ့တစ်ဖက်မှာ defense mode Tyrant တွေကတော့အများကြီးတော့ကြံပါသေးတယ်အရင်တော့ကျွန်တော်10 7 back ကနေတော့ pressure တော့တိတ်တော့မရှိဘူးဗျဒါပေမဲ့လည်းပဲတက်လော့ဆိုတဲ့အတွက်ကြောင့်ကျွန်တော် damage ဘိုင်းဆိုင်ရာ HP ဘိုင်းဆိုင်ရာမှာတော်တော်လေးတော့ advantage တော့ဖြစ်တယ်ဗျအဲ့တော့ဘက်ကနေပြရင်တော့ကျွန်တော် CN နည်းနည်းလေးတော့သွေးလျှော့ထားတဲ့ကဏ္ဍလေးတော့တပတ် CK ကိုတော့သွားတော့တွေ့သွားပြီဗျ damage တော်တော်လေးတော့ပြင်းတယ်ဘက်မှာလည်း hand နည်းနည်းလေးတော့ CK ပဲလေးနဲ့စမ်းသက်ချင်နေတဲ့ရင် 2 man crowd control တွေကြားထဲမှာတော့တပတ်ကနေပြဝင်လာခဲ့တဲ့ Lana Flare Blink OP တော့ရရှိလိုက်ပြီ Crystal Throne တော့တခါလဲ YG အပါခေါ်နိုင်မလားကြည့်ရပါဦးမယ်ဗျာဒါလည်းတောက်လျှောက် team fight တိုးချနေတယ်ဗျတန်ပေါက်တန်ပြောက်သွားပြီဗျာတော့လည်း cloud လည်းဒီလိုတိုင်မှာတော့ Samchi winner crown လေးနဲ့လက်ပြီးတော့ဆိုဟန်ပြန်ရောက်လာတဲ့အခါတည်းတခုမှ Steve ကပဲပြန်ပြီးတော့ပေးရပါမယ်လေတောက်လျှောက်ဆိုသလိုတက်လာတဲ့ lane green တွေကိုလည်း Think 7ပြန်လဲပြီးတော့ပဲထိန်းထားနေတယ်ဆိုပေမဲ့နောက်မှတက်လာတဲ့ minion wave တွေကို Think 7ထိန်းနိုင်မလားဆိုတော့စောင့်ကြည့်ရပါဦးမယ် This is YG ဒီချိန်မှာတော့ do or die fly or flight movement တော့ရွေးစင်နေခဲ့ပြီဖြစ်ပါတယ် CK Immortal တော့ down ခဲ့ပြီ 5 member ကျန်နေခဲ့တဲ့ YG the clam over the stone ရန်ကုန် Gladigos take down game number 2 YG တကယ်ပဲသူတို့ရဲ့အကောင်းဆုံး movement အနေနဲ့သူအာလီတူမကေဘွဲကစားကြီးနောက်7မိနစ်ဒီပါလောက်ထိကိုနေခဲ့ရဆိုပေမဲ့လည်းကျွန်တော်တို့လက်ရှိအချိန်တွေမှာတော့2-0ဆိုတဲ့ reset တစ်ခုကိုတော့နော်ပိုင်ဆိုင်သွားရင်းနဲ့ပဲ match point ကိုပါတခါတည်းရောက်ရှိသွားပြီလို့လည်းပြောရမယ်ဗျာဒီ game ကကျွန်တော် YG နိုင်သွားမယ်ဆိုလို့ရှိရင်တော့ grand final ကိုကျွန်တော်တက်လန်းသွားမှာပဲဖြစ်ပါတယ်Team 7ဒီကျွန်တော်ဒီတစ်ခေါက် status state တွေနဲ့ထိတဲ့တွေ့ဆုံမှုတွေအရ YG ကိုနိုင်အောင်ထားနိုင်ခြင်းမရှိဘူးဗျာဒီတစ်ချက်ကသူတို့အတွက်တစားချရမယ်ကျွန်တော်အချက်တစ်ချက်ဆိုရင်လည်းမမဟုတ်ဗျာနော်ကျွန်တော် Team 7နဲ့ YG ရဲ့ drop pick လေးကတော့ကျွန်တော်လက်ရှိအချိန်တွေမှာပြီးသွားပြီအားဒီဂိမ်းမိနစ်တွေမှာသူတို့လိုက်ချဖို့ဆိုတာအထက် objective ကိုနှစ်သိန်းလုံးအနေနဲ့ပြန်တည်လာတဲ့ပုံစံမျိုးမှာတော့ရှိတယ်ဗျာကျွန်တော်တို့ bigger head to head တွေသူတို့ရဲ့အစင်လာမတန်းနေရကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Team 7 bigger ရာသီမှာဒီရာသီရောဒီ regular season ဖြတ်သန်းမှုတွေမှာရန်ကုန် Gladigos ကိုဘောစတိုင်းမှာကျွန်တော်တို့အရင်နှိပ်ထားခဲ့တယ်ဆိုတဲ့မှတ်တမ်းမရမျိုးတွေရှိတယ်ဗျာဒါသူတို့အတွက်တကယ်တုံ့ပြန်မဲ့ဘော်ဒဝဲသူတို့ရဲ့မျိုးလင်းချက်တွေကိုဆက်လက်ပြီးတော့ရှင်းသအောင်ကြိုးစားမဲ့ပွဲဒါမှလည်းပဲ match point ကိုတော့ပြန်ပြီးတော့ရောက်လာခဲ့တာဖြစ်ပါတယ်ရန်ကုန် Gladigos ဆက်လက်ပြီးတော့အောင်ပွဲခံနိုင်မလားသို့မဟုတ် Team 7သူတို့ရဲ့နောက်ဆုံးတော့မျိုးလင်းချက်တစ်ခုကိုဒီ Upper Bracket Final မှာပဲဆက်လက်ပြီးတော့ရှင်းသအောင်ကြိုးစားအောင်မလားကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြရအောင်ဗျာကျွန်တော်ဒီကောက် game ကတော့တကယ်ကို Team 7အတွက်အရေးကြီးတဲ့ကမ်းအနာတစ်ခုကိုရောက်ရှိလို့လာခဲ့ပြီဗျာတေချာပေါသူတို့အနေနဲ့ဒီ game တစ်ခုကိုဒါအနိုင်ရလက်ပေါ်တော့ထားနိုင်မှသာကျွန်တော်နောက်ထပ် game စီကိုကျွန်တော်ပြန်သွားလို့ရမယ်မဟုတ်ရင်တော့ကျွန်တော်ဒါဒီမှာဒီဘုံကဒီမြနဲ့ပဲအောက်ကိုပြန်ဆင်းသွားမယ်နေချီနေဗျအောက်မှာလဲကျွန်တော် Falcon Esports ကစောင့်နေတာဖြစ်တဲ့အတွက်ကြောင့်မို့တော့အောက်ကိုကျသွားမယ်အသင်းနေနဲ့တော်တော်ကြီးကိုခက်ခဲမဲ့ချီနေပါအားလည်း combination ဘိုင်းတွေမှာတော့ကျွန်တော်အရန်ကြီးရှုပ်ထွေးမှုတွေနည်းနည်းဘာလေးညာလေးတိတ်တော့မရှိသေးဘူးဗျာနော်ဂျန်ကယ်ပတောင်ပဲလီမော်လည်းတော့ကျွန်တော်တို့အပြည့်အဝသွားခဲ့တဲ့အပိုင်းလေးတွေရှိတယ်ပြီးခဲ့တဲ့ M7 မှာတော့လီမော်ရဲ့ damage to monster ကျွန်တော်နည်းနည်း200ခန်းလောက်ထိတော့ရှိတယ်အခုက100လောက်ထိကိုပြန် short ထားသေးရဆိုပေမဲ့ fantasy ရတဲ့အချိန်မှာ तू ကတော့ top tier
fighter တကောင်တော့ဖြစ်နေသေးပဲပေါ့နော်နောက်ပိုင်းဒီ backline control သွားတဲ့အပိုင်းတွေ damage output ပိုင်းတွေမှာလည်းအတော်လေးတော့အဆင်ပြေတယ်အချိန်တစ်ခုစရတာလွဲရင်ပေါ့လက်ရှိမှာလည်းရန်ကပတန်ရတော့ Frederick ရဲ့ monster အချို့တစ်ဖက်ကကျွန်တော်တို့ team 7စပြီးတော့ရရှိထားဖို့တော့ကြိုးစားနေဗျာတောက်လျှောက်လိုက်ပြီးတော့ photographer Dan Paul ရဲ့ Marcel နေနေရလဲဒီမိနစ်ပိုင်းခြားတွေမှာသူကတော့ဒါသူလိုရှိသလိုပဲမွေနောက်လင်ခောက်ပြီးတော့သွားနေအောင်ပါပဲအဓိကတော့နည်းနည်းဒီ 2 dash တောက်လျှောက်ရိုက်ပြီးတော့ဖွင့်ရနေခဲ့တဲ့ Freya ကိုလည်းနေ့မှချက်မှာရှင်ကစားနိုင်ဖို့အတွက် Unions ကိုသွားပြီးတော့ပေးချင်တာဂိုင်းစင်စောစောစီစီပဲ Flicker လေးတော့စပြီးတော့ပေးလိုက်ရတယ် အပေးလို့လည်းမရဘူးလက်ရှိချိန်နေက Flicker ပေးမှပဲသူ escape ပြန်ပြီးတော့ဖြစ်သွားမှာအောက်မှာ fantasy တော့ပြန်ပြီးတော့ခေါ်ပေးထားတယ်ဗျာစပင်းတော့တောင်းရတယ်လက်ရှိချိန်ဒီမှာမချိုင်ချိန်တွင်းမှာလည်းကျွန်တော် first starter objective ပေါ်လာတော့မှဖြစ်တဲ့အတွက်ကြောင့်မို့တော့ YGDT ဒီမှာနည်းနည်းတော့ပြန် save ဖို့တော့သူတို့ကြိုးစားရတယ်ဗျာ ultimate ကိုလည်းကျွန်တော်တို့ဘက်မှာ team 7နေပြန်ဆောင်အောင်မဲ့ဒီမှာဗတဲ့အတင်းတိုးစက် upright ဝတ်တက်ရိုက်ထားသေးတယ်ဗျာအမလပါလမစီကေတခါတည်းပြန်ပြီးတော့ forward နေကြတဲ့ခက်တဲ့တစ်ခုမှာ ring corner လေးပြန်ပြီးတော့ရှိနေသေးပဲအဓိကတော့စိုးနေတာစီးရံပြနော်နောက်မှလည်းကျွန်တော်တို့မီးဘေးရှောက်မလောင်ငင်တောင်းရတားရတယ်ဆိုတဲ့အခြေအနေမျိုးတွေရှိတယ်နောက်ပိုင်း flame တွေ fan on fan ball တွေကပိုကောင်းလာမယ်ဆိုလို့ရှိရင်တော့ဘလာအနေနဲ့ battle control ဘက်နေမှာ YG ရဲ့ front line ကိုအများကြီးတော့ change ချောက်ပေးနိုင်မယ်လို့ကျွန်တော်တို့ယူဆရတယ်ပေါ့နော်ဆိုတော့ early game match မှာ Day 7 ရဲ့ intro ကိုသူတို့ရဲ့ high tempo rotation ကြောင့်ပဲ first starter ကို easily ပဲဆက်လက်ပြီးတော့သိမ်းပိုက်ထားရတယ်နောက်မှလည်း jungle တစ်ခါတည်းပဲ rush ပြီးတော့ကြိုးစားရပြ fantasy လေးထပ်ပြီးတော့ခေါ်ထားခဲ့တဲ့ character တစ်ခုမှာတော့ Han ရဲ့ play မှာထပ်ပြီးတော့ပေးလိုက်ရပြီနှမျိုးတော့နှမျိုးစရာကြီးဒီချိန်မှာတော့ပြန်တော့ဝင်လာပြီရှင်ပြန် phone နေရကြီးကိုနဲ့အောင်ထဲမှာပြစ်ထည့်ထားသေးတယ်အနောက်မှာတော့ကျွန်တော် divine judgment ပြန်ဆွဲဖို့ကြည့်နေတဲ့အချိန်တွေတခုပြပြန်တော့လာရင်ပဲ low HP ဖြစ်သွားနေတယ် team 7ကဆက်လက်ပြီးတော့လွတ်မြောက်နေတော့မှာပဲ flame တွေတောက်လျှောက်လိုက်ပါလာခဲ့တဲ့ခိုင်တက်မှာ bridge down လေးတွေ gas လေးတွေပြန်ပြီးတော့ပေးထားခြင်းတယ်ကာဂျာတွေလည်း over extending banner တစ်ခုတော့ Yangon Galacticos ပြန်ပေးထားခြင်းတယ်ဆိုပေမဲ့ Team 7ကတော့ပိုက်ထုတ်မပြတ်ပဲပြန်ပြီးတော့ forward ပေးထားနိုင်ခဲ့တဲ့အပန်းလေးတွေလည်းကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော်ဒီမိနစ်ပိုင်းခြားတွေမှာအများကြီးတော့ Drew ကွာနေရမျိုးလေးကျွန်တော်တို့မရှိဘူးကိုရတဲ့ရထိုက်တဲ့ farming space တွေဒါ laning creep တွေအားလုံးကိုကျွန်တော်တို့ယူကြမယ်ပြီးလို့ကြမှာပဲ first item priority ပေါ့လေရုပ်စွာဆုံးအဲ့လောက်သွားတဲ့3မိနစ်ခွဲဒီ4မိနစ် second to 5အပြီး timing တွေလောက်ကြမှာပဲကျွန်တော်တို့ပြန်ပြီးတော့တွေ့ရမယ်နောက်ထပ် Team 7ထပ်လောက်တဲ့အရာတစ်ခုကတော့သူတို့ဒီ second to 5အပြီး9မိနစ်ကျော်ဂိုးရှိပြီးသွားတဲ့ကာလတွေမှာ Unions ရဲ့ early combination ကိုမြင်ရမလားအော်ဆွဲခေါ်လာပြီတန်းပြတ်တော့ first blood ကိုစန်ကြီးပြီးအောင်ဂိုးလိုက်နာကြီးပေးလိုက်ရတဲ့အချက်ကTeam 7အတွက်တော်တော်လေးတော့တာသွားတယ်ဗျအဲ့ဒါမျိုးမှာစန်ဂျီယိုပါဆယ်နေနဲ့ဂိုးရှိတိုင်းကထပ်ပြီးတော့ပေးရမှာအပန်းလေးတွေကျွန်တော်တို့ရှိတယ်Okay နည်းနည်းတော့စဉ်းစားစရာပဲပေါ့နော် fantasy နောက်မှလည်း Marcel တောင်းလျှောက် frame မှာလေးလာပြီးတော့ပေးထားခဲ့တဲ့ character တစ်ခုမှာ Cancel ဒီကမှာ flicker time လေးစပ်ပြီးတော့ရှိနေတယ်အနိုင်ကကျွနေခဲ့တဲ့ character တစ်ခုမှာတခါတည်းပဲ Cancel ပြန်ပြီးတော့ဆုံးသက်ချင်တော့ခံလိုက်ရတယ်နောက်မှလည်း lucky ပြန်ထွက်သွားနိုင်ခဲ့တဲ့နောက်မှာ1 for 1တော့မရရအောင်ပဲ Team 7ပြန်ပြီးတော့ trade ထားနိုင်ပါသေးတယ်ဒီကတော့ကျွန်တော် Demo Hunter တစ်ချောင်းတော့ပါလာပြီ laning phase match up တွေမှာကျွန်တော် cloud ကစောစီးရဲ့ item ထွက်နေမယ်ဆိုလို့ရှိရင်တော့ Team 7ပြဿနာတော့တက်လာနိုင်တယ်ခုနကတော့ကျွန်တော်ဒီ first starter fight မှာသူတို့လာဆိုင်ခဲ့တယ် EXP lane ကိုအသာသေးရအောင်လှုပ်ထားပြီးတော့ level 5ဆိုင်ရာအသာသေးရအောင်လှုပ်ထားပြီးတော့ကျွန်တော်ဒီ objective ကိုရအောင်ယူထားတယ်အခုလဲကျွန်တော်ဒီ power buff ကိုလာထိုက်တယ်ခုနကတော့တစ်ချိန်မှာ Han buff ပေးထားတဲ့အချိန်တွေတခုရှိတယ်ဆိုတော့ဒီတစ်ချိန်မှာတော့သူတို့ရဲ့ Jingle Skirmish တွေပြန်သွားမယ်ပိုင်းတွေ Jingle pattern တွေတော့ပို့ပြီးတော့ view site တင်နေဗျာဒါမှလည်းတစ်ခါတည်းပဲပြန်ပြီးတော့ပေးထားဖို့တော့ကြိုးစားရဗျာ Rap တွေအောက်မှာ Thunderous Strike နဲ့ပြန်ပြီးတော့ထိုးခြင်းခဲ့တဲ့အပိုင်းခြားတစ်ခုတော့ပြန်ပြီးတော့တွေ့ရပြီတစ်ဖက်မှာလည်း backline control တွေမှာတော့ Han တစ်ခါတည်းပဲပြီးတော့ပြီးသွားတယ် Gash တွေပြန်တော့ wave တွေပြန်ခွဲပြီ Lucky ပြန်ပေးရတယ် 1 over 2မှာတန်းပေါက်ပါထပ်ကြတယ်ဗျာနောက်မှလည်း CK ပြန်လွတ်ခဲ့သေးတယ်ဆိုပေမဲ့ Kaja Advantage မှာပါလာခဲ့တဲ့ OP ကောင်နဲ့ပဲတန်းပြီးတော့ဖြတ်ဖို့တော့ကြိုးစားခဲ့တဲ့အချိန်ဒီမှာဒီ flicker လေးမှာထပ်ပြီးတော့ပေးထားရတယ်ဒီအချိန်ဒီမှာတော့ကျွန်တော် no jungler no retreat တစ်သင်းစလုံးပြန်ဖြစ်နေခဲ့တဲ့အခက်တည်းမှာ Sanji ရဲ့ combination blazing zero တကွက်နဲ့ပဲ YG ရောတာတူဆက်ပြီးတော့သိမ်းပိုက်သွားတယ်ဗျာဒီတိုင်းလေးပဲသွားနေနဲ့လုံနေပဲမြုပ်လာတယ်ဆိုတဲ့ပုံစံမျိုးပေါ့လေ T7 ဒီ game 3မှာလည်းထပ်ပြီးတော့ကြုံနေရသေးပဲဗျာဒီကလည်းကျွန်တော်ဒီ play phase တွေမှာ combination ကအရန်ကောင်းသွားခဲ့တယ်ကျွန်တော်ရှေ့မှာပြောလို့ပဲ cloud က laning phase မှာတာနေတယ်ကျွန်တော် first play ရရှိခဲ့တဲ့အရာတခုကိုတုံးချပြီးတော့ကျွန်တော် Demona soft နဲ့လာဆိုင်နေဗျာ Arrow theory stack နဲ့ blending တွေခွဲတဲ့အရာတွေဒီကျွန်တော် Demona soft တစ်ချောင်းနဲ့တော်တော်လေးနားတဲ့အခြေအနေတခုမှရှိတယ် YGD head to head တွေအရာ team 7ကိုအချိန်တိုင်းဒါရိုက်တယ်ဗျာအဲ့တော့နိုင်ပွဲတွေရရှိဖို့အတွက်ကတော့ team 7လက်စားချေမှုထက်ဆိုတဲ့အရာတွေအကုန်လုံးဘူးကျွန်တော်ပြန်လဲလုပ်ပြနိုင်မှာတော့ရမယ်3ယောက်တယောက်တဲ့အောက်မှာမရအောင်ဒီချိန်မှာ UNS အရန်မှာပဲမဲ့ဒီချိန်မှာပြန်ပေးရတယ်ဗျာပွဲချင်း9မိနစ်တိုင်မှာ Uranus လို့တော်တော်လေး damage taken များပါတယ်ဆိုတဲ့ hero မျိုးကို YG ဖြတ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ Day 7 ရဲ့ frontliner ဆွေးစရာကောင်းတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ပြောရမယ်ပေါ့နော်။ Ball နဲ့ first tower ကိုပြန်ပြီးတော့ရချင်တယ်။ဒါမှမဟုတ် 3-2 တခါပဲခွဲထားနိုင်ခဲ့တဲ့ YG ရဲ့ systematic ချတဲ့ rotation အောက်မှာတော့ Team 7 first tower ပြန်ရဖို့တော့ကျွန်တော်တို့သိမလွယ်သေးဘူးဗျ။ Smamo dash တွေပြန်ပြီးတော့ပေးထားဖို့တော့ကြိုးစားတယ်။ဒါပေမဲ့မထူးပါဘူး။တစ်ဖက်က Sanji wave ပြန်ခွဲမှာတခါတည်းပဲ blink ကွန်စီနဲ့မှာတန်းပြီးတော့လာတာ
ပြောရရင်တော့တခါတည်းပဲဒီ YG သွားနေတဲ့ rotation တွေတင်းစမန်ဦးဆောင်ခဲ့တဲ့နောက်ကိုလိုက်ပြီးတော့ reactive လုပ်ခဲ့တဲ့အပိုင်းလေးတွေမှာ YG ကတော်တော်လေးကိုမှတက်ရက်နေတယ်ဆိုတဲ့အချက်တစ်ခုကိုတော့ကျွန်တော်တို့ညင်းလို့မရဘူးဗျာလက်ရှိ champion ဒီသူတို့စိတ်အခွန်နိုင်ဆုံးလို့ပြောမယ်တိုင်တဲ့ကွန်တနာသင်းနဲ့ရင်ဆိုင်နေရဆိုပေမဲ့ YG ကတကယ်ကိုသွေးအေးနေတယ်ဆိုတဲ့ပုံစံမျိုးလို့ပြောရမယ် ပုံမှန်လေးအတိုင်းပဲကျွန်တော်ဒီအချိန်ဒီမှာသူတို့အနေနဲ့တတောင့်တတလေးအတိုင်းပြန်သွားကြတယ်လုံးဆက်ရှိတဲ့အရာတွေအကုန်လုံးပြန်တည်ကြတယ်ဗောနော် frame movement လေးမှာပြန်ထောက်တိုင်းနေပဲ fantasy တော့ခေါ်သွားပြီအရန်တော့တိုးလို့တော့မရသေးဘူးဗျ initiate ဟာအောက်မှာကျွန်တော်တောင်းလျှောက်ကြီးချိုးနေရ Okay ပေးအောင်ရရင်တော့များသွားပြီဗျဒီတိုင်းဆိုရင် free ရောလဲ free fan ပေးရလို့ကျွန်တော်ခဲ့တဲ့ကျွန်တော် second tower ဘန်းကိုလည်း outland မှာတော့ team 7ဆက်ပြီးတော့ပေးရမယ်ဆိုတဲ့အနေအထားမျိုးတွေတော့ဖြစ်သွားတယ်ဗျာပြောရရင်တော့ big နဲ့ game 2ကထက်တော့မှ team 7အနေနဲ့တခုခုလိုအပ်နေတဲ့ဆိုတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ခံစားရတယ်6မိနစ်ခွဲ time မှာ golden step ကိုလည်းစန်ကြီးပြန်ပြီးတော့ပြီးလာပြီ transfer of the season လို့တင်စားရမယ်စန်ကြီးဟာ Falcon Esports မှာကျွန်တော်တို့ထင်တယ်လို့ကြီးတော့နေရာမရခဲ့ဘူးဗျာဒါပေမဲ့လက်ရှိကျွန်တော်တို့ champion ဖြစ်တဲ့ရန်ကုန် Gladiators မှာသူဟာတိုင်းရတဲ့ပကလာမိုးရွာတဲ့အနေနဲ့အစင်သင့်ဆိုတဲ့အတိုင်းပဲတကယ်ကိုအံဝင်ခွင်ကြတော့ဖြစ်နေတယ် ချိန်သားကြိုက်ပဲကျွန်တော်ဒီချိန်မိနစ်တွေကအပေါ်မှာခုနကတော့ကျွန်တော်ဒီဘိတ်တွေထဲမှာပါသွားပြီးတော့အောက်မှာ second town တော့ပေးသွားပြီဘိုးရန်အောင်ကတော့ကျွန်တော်ပြန်ပြီးတော့ထည့်ပေးထားတယ်ဗျာ hand နေနဲ့ retreat ပြန်ပေါက်သွားရောက်သွား energy reaction နဲ့အောက်မှာ Falcon တွေဆက်ပြန်ပြီးတော့ဖွင့်ရိုက်ထားပါသေးတယ် 3% တခါတည်းပဲထိထားခဲ့တဲ့ backline အောက်မှာ CK မရှိတော့နောက်မှလည်းတခါတည်းပဲ Banyas မှာ wait ခွဲရတော့တယ် SMG Blazer Juru မှာတစ်ဖက်ကလည်း Bokamin တစ slash ဒီအောက်မှာတခါတည်းပဲစီးရန်ကြီးပါချက်ပြီးတော့တီးကန်လိုက်ရတယ်ဗျာနောက်မှလည်းမပြီးသေးဘူး over extended ဖက်တပါးနေမှာ OP Chrono Dash ပြန်ပေးခြင်းတည်းဆိုပြီးဒီဘက်ကိုလည်းထပ်ပေးရဖို့တော့များတယ်သူနဲ့ငယ် extending ဖြစ်ခဲ့တဲ့ခိုက်တယ်မှာ Hiroki 3 ကောင်ပါရန်ကုန် Gladiators ဆက်ပြီးတော့သိမ်းပိုက်ထားလိုက်ပါပြီ တာနေတဲ့အရာတခုတော့ဒီချိန်ဒီမှာသူတို့အနေနဲ့ဆက်လက်ပြီးတော့တီးထုတ်ဖို့ပဲကြိုးစားမှာပဲဗျာ game number 2ရဲ့သူတို့ high ground attack လုပ်ပြီးတော့ကျွန်တော် team 7ပြန်ချသွားပြီးတော့ camp battle တခုနဲ့ပေးလိုက်ရတယ် game number 2အကျိုးဆက်က game number 3 ထိပါရောက်ရှိလို့လာခဲ့ပြီဗျာ ဒီတောင်းလျှောက်ဆိုလို့ကျွန်တော်တို့ဒါကိုပြူတဲ့ကန်တော့ကိုထံပဲပဲ့နေပြန်လာတဲ့သဘောပဲဗျာအဓိကတော့ကန်ဆိုတော့အလုပ်ပဲဒီမှာလည်းကျွန်တော်တင်းစမန်အနေနဲ့အများကြီးတော့ကြိုးစားတယ်ဒါမှလည်းပဲခါတလီမှာတော့ကျွန်တော်တို့အာမတန်လို့ mention ရတဲ့အနေအထားမျိုးတွေလည်းဟိုပြန်တွေ့လာတဲ့အပန်းလေးတွေရှိတယ်ပေါ့လေဒီဘက်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ close range control ကတော်တော်လေးကောင်းတယ်ဗျာပြောရတော့ master ရှိတယ်နောက်မှဗလာတို့ UNS တို့လုံးဝ STR တွေကျွန်တော်တို့ UNS ဆိုလို့ရှိရင်လည်းပြန်ထွက်လာခဲ့တဲ့အပန်းလေးတွေရှိတယ်ဗျာဒါပေမဲ့ YG သွားနေခဲ့တဲ့ early game combination တွေ skirmish တွေမှာစုံမချက်ချတယ်ဆိုတဲ့တခုချင်းစီအားစားတော်တော်လေးအားကောင်းနေဆိုတဲ့အရာမျိုးလေးကိုတော့ကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော် lane control ဘန်းတွေမှာလည်းတင်းစမန်ကနည်းနည်းလေး game 2ပြီးမှရိုင်းနည်းနည်းရိုင်းသွားတယ်လို့ခံစားရတယ် free အောက်မှာ free fan ပေးပြီးတော့တခါတည်းပဲကျွန်တော်တို့တောက်ရှော့တာဝါပေးလိုက်ရတဲ့အနေအထားမျိုးတွေဖြစ်နေရဗျာဆိုတော့အခုဆိုလို့ရှိရင်လည်း10မိနစ်ကျော်လေးပါတယ် mega shift pressure ပါပြန်ရောက်လာနိုင်နေပြီ ထာရရှိဂျီဂျီမှာတော့ပြန်တော့ရှင်းလို့တော့ရနေသေးတယ်အဓိကအောင်လိမ့်မက်ချက်ကိုတရားအောင်သွားထိမှရမှာရှင်ကဘသူဲလာလားဒီချိန်မှာကျွန်တော် Castle Way လာမလား DY လာမလားအကုန်ရှင်းမဲ့ချိန်တွေမှာကြည့်တယ်အောက်လာမယ်ဆိုရင် game number 1တော့လည်းတော်တော်လေးကောင်းနေဆိုတော့ကျွန်တော်တို့ဒါ Pakito เนาะ၄កောင်ရှိတယ်နောက်ကဆိုတော့ Heavy Punch ကို Flicker နဲ့တွဲပြီးတော့ backline ကိုထပ်ပြီးတော့ uppercut တွေထိုးရတယ်ဆိုတော့မြင်ကွင်းမျိုးကိုခုထိတော့မျိုးလုံးလေးကမထွက်ဘူးဗျာဆိုတော့ဒီနေရာမှာလည်းသူ့အနေနဲ့ပုံမှန်တန်းလေးသွားနေခဲ့တဲ့အပန်းလေးတွေရှိတယ် game 2ဆိုလို့ရှိရင်လည်း Team 7ရဲ့ mechanic ကတော်တော်လေးကို top tier ဖြစ်တယ်သူတို့ပြေးခဲ့တဲ့အပန်းလေးတွေ backline control သွားခဲ့တဲ့အပန်းလေးအတော်လေးအားရစရာကောင်းတယ်ဗျာဒါပေမဲ့ YG ကတကွက်လောက်ပို့ပြီးတော့ကြိုမြင်နေရဆိုတဲ့အပန်းလေးတွေလည်းကျွန်တော်တို့တချို့သော spec casting point တွေသူတို့ရဲ့ combination ပိုင်းတွေမှာကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော် Stallion side တွေ Feather Heaven တွေပြီးသွားပြီ OPD Team 7ရဲ့နောက်ဆုံးသောမျှော်လင့်ချက်မျိုးဖြစ်ပါလိမ့်မယ်လက်ရှိဒီချိန်လော့တည်တကယ်ကိုအဆုံးဖြတ်ဖြစ်လာနိုင်မယ်ဗျာ Team 7အတွက်ကတော့လာယူဖို့အတွက်လမ်းသားတော့မရှိဘူးအဲ့တော့ YG ကတော့တာနေရဲ့အရာတခုကိုအသုံးချလာပြီးတော့ပဲဒီတစ်ခေါက်လုံးကိုသိမ့်ပိုက်သွားပြီအကယ်၍ဒီတစ်ခေါက်လုံးကိုကျွန်တော် defense လုပ်ရမယ်နောက်ထပ် second လုံးလောက်ထိပါ Team 7ကာနိုင်မှကျွန်တော်ဒီ game duration ကိုထပ်ပြီးတော့သူတို့ဆွဲထားနိုင်မှရမယ်ပေါ့နော်မောင်းရင်တော့ကျွန်တော်ဒီ Megaton ရှိပေးရမယ်ပွဲရနေတစ်နေလာမယ်ဆိုတဲ့အရာမျိုးကိုကျွန်တော်မြင်တွေ့ရမယ်ဗျာတောင်းတဲ့ပန်းလေးကျွန်တော်တို့ပြန်ပေးတော့လို့ကြိုးစားတယ်ခါရပဲ3မှ4မှတန်းပြီးတော့ဖြတ်ပြီးနိုင်ငံကျွန်တော်ကဟမ်မသေးသေးဘူး slash ဒီအော်မှာတစ်ဖက်ကလည်း gash ပြန်ထိုးရတယ်မှာဟမ်ဒီကမှာပြန်ပြီးတော့ down တယ်ဗျာ gash ဒီအော်မှာ careless free passion 1 for 1 ban just control မှာကန်ဇဲ lucky မှာထပ်ပြီးတော့သိမ်းပိုင်ရတယ်ပဲ1 for 2 တီပြီးတော့ Yangon Gladiators ဆက်လက်ပြီးတော့သိမ်းပိုက်ထားပါသေးတယ်ပြီးတော့ပြီးချင်တယ်ဒီချိန်မှာကျွန်တော် long နဲ့ပြန်တက်လာမယ် time ကိုသူတို့ပြန်ပြီးတော့စောင့်အောင်မယ်ဗျာ15 second rebound time အချိန်ဒီမှာတော့ဒီချိန်မှာ long နဲ့သူတို့တက်ပြီးတော့သူတို့ mega တလိန်းလောက်တော့ချိုးမယ်နဲ့တူတယ်အဓိကကျွန်တော် network အရန်ပြတ်နေတဲ့ထဲမှာလည်းပါတယ်ကျွန်တော်အားလုံး game minute တွေမှာတောက်လျှောက်တာပြီးတော့ကျွန်တော်ဒီ macro ဘိုင်းတွေကျွန်တော် vision သွားရတဲ့အပိုင်းတွေမှာသူတို့အသာသေးရတယ်တောက်လျှောက်လေကျွန်တော်ဒီကျွန်တော် medium wave တွေကောင်းတော့ team 7အနေနဲ့ပြန်ရှင်းထားတယ် mega မပေးရရင်တော့ဘာဖြစ်နေတန်ပါသေးတယ်ကလေးမရသေးဘူးဆိုလို့ရှိရင်တော့မပေးရသေးဘူးဆိုလို့ရှိရင်လည်းပြန်ပြီးတော့ထပ်ဖန်ထားလို့ရတဲ့အနေအထားမျိုးပေါ်တော့ရှိတယ်ဗျာ first of all bandage ကအရင်ကြီးတော့မရှိဘူးတန်ပေါက်ဒီခါမှလည်းကျွန်တော်တို့ပြန်ပြီးတော့ပေးရတယ်ဗျာ Bokarin design နဲ့ slash ပြန်ပြီးတော့ခွဲတယ်အော် Soundji backline အောက်မှာစီးရမှာထပ်ပြီးတော့ down နောက်မှာ CK ပြန်ချခဲ့တဲ့ခဲတယ်မှာတခါတည်းမှာ 2 man down ရော Yangon Gladiators ဆက်လက်ပြီးတော့သိမ်းမဲ့ထားသေးတယ်ဗျာ Soundji ဒီ right down လေးပဲ4 assist ဒီမှာ Malefic Gun မှာထပ်ပြီးတော့ပြီးလာတယ် first of all bandage impact တစ်ခုမှာကျွန်တော်ခဲ့တဲ့ second mid lane ကိုပါ Yangon Gladiators ရိုက်ခွဲ ring order damage တော့ monster care ပါရှင်
absolute cinema ဆိုတာဒီ player တော့ပဲကျွန်တော်တို့ပြောလိုက်မယ်ဆိုတော့အခိုက်အတန့်တစ်ခုပြ၄ကောင်လုံးထပ်ပြီးတော့ down နေခဲ့တဲ့ခိုက်အတန့်တစ်ခုမှာ channel ကနောက်တစ်ကောင်ချက်ပြီးတော့အဆုံးသတ်ရတယ်ပဲရန်ကုန်မြေဟာရန်ကုန်သားတွေအတွက်ဘူမိနဲ့တန်အောင်ပွဲခံရ level 2ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ရန်ကုန် Galacticos လုံးဝ former champion အသင်းအနေနဲ့ဆက်လက်ပြီးတော့သက်တည်ပြနေသေးပါပဲ upper bracket မှာ0-3ဆိုတဲ့ Ravatico ကိုပဲသူတို့အပိုင်းသိမ်းပြီးတော့ MSL ကျွန်တော်မြန်မာ season 3ရဲ့ grand final ကိုတော့ YG တလန်းသွားခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့က Eiffel Tower စီကိုသွားနိုင်မှုအတွက်ပြင်းပြင်းမျိုး eSport August စီကိုရောက်လှမ်းနိုင်မှုအတွက်ရန်ကုန် Galacticos လက်တကန်းသာကွာရဲဆိုရဲ MSL မြန်မာ season 3ပြပွဲကြီးရဲ့ grand final stage စီကိုတော့တလန်းထားနိုင်ပြီလည်းဖြစ်ပါတယ်ကျွန်တော်တို့မနစ်က playing stage မှာတွေ့ဆုံခဲ့မှုတဲ့ private လေးတစ်ခုကတော့ပြင်ပြီးတော့ရောက်လာမှုရရှိတယ်ပေါ့နော် Day 7နဲ့ကျွန်တော်တို့ဒါ Falcon eSport ရဲ့ lower bracket final ဆက်ပြီးတော့ကြည့်ရမယ်ဗျာအကြေးပွဲဒါလေကျွန်တော်မနေ့ပြန်ကြလို့ရှိရင် Falcon နဲ့ကျွန်တော် Team 7ပွဲနေရှိမယ်